အတော်လူကြီးတွေအတွက်ပြောခြင်းတဲ့တရားဒေသနာကတယုတ်တနိကေခန္ဓာဝကတယုတ်ပါဠိတော်ထဲမှာနကုလပိတုသုတ်တံဆိုပြီးတော့ခန္ဓာဝကတယုတ်ပါဠိတော်မှာအစဦးဆုံးတန်ခါနာတင်ထားတဲ့တရားဒေသနာတစ်ပုဒ်ရှိတယ်။အဲ့ဒါကအသက်အရွယ်ကြီးကြတဲ့ပုဂ္ဂိုလ်တွေအထူးသဖြင့်ကောင်းကောင်းလေ့လာပြီးတော့လိုက်နာကျင့်သုံးစရာအလွန်ကောင်းတယ်ပေါ့နော်စဉ်းစားစရာလည်းအလွန်ကောင်းပါငယ်ရွယ်တဲ့လူတွေနဲ့ဘာမှမဆိုင်ဘူးလားဆိုတော့အဲ့လိုတော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့ငယ်ရွယ်တဲ့လူတွေကလည်းပတ်လို့ကြအောင်မကြီးကြရအောင်မဟုတ်မအိုပဲနေလို့ဖြစ်မလားဆရာကြီးဦးအောင်သိန်းပြောသလိုမအိုခြင်းတော့နေရတနည်းပဲရှိတယ်ဆိုတာဟုတ်လားမအိုခြင်းဘယ်လိုလုပ်တော့မြန်မြန်သေးတာမှမအိုတာဟုတ်လားမအိုလို့မရအောင်နော်အတော့အသက်အရွယ်ငယ်တဲ့ပုဂ္ဂိုလ်တွေလူလက်ပိုင်းတွေအတွက်ကြတော့ဦးဇင်းကဘာပြောချင်လို့ဆိုတော့အင်္ဂုတ္တပါဠိတော်တတ္တကနိပတ်မှာလာရှိတဲ့ဥက္ခသုတ်တံဆိုတာလေးကိုပြောပါမယ်အဲ့တော့သုတ်တံနှစ်ပုဒ်မှတ်ရမယ်ပေါ့နော်ပထမပြောချင်တဲ့နော်အသက်အရွယ်ကြီးရင်ကြတဲ့တရားကြီးဒီမကြီးများအတွက်ပြောချင်တဲ့တရားဒေသနာကနကုလပိတုသုတ်တံမြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကိုမြင်ချင်းသားလို့ချစ်ကြတဲ့တရားကြီးဒီမှာကြီးဇနီးမောင်နှံနှစ်ယောက်ရှိတယ်အလုံးကြားဖို့မှာပါနကုလပိတာနဲ့နကုလမာတာဆိုတာဘဝပေါင်းများစွာမြတ်စွာဘုရားရဲ့သူတို့ကမိခင်ဖခင်တွေတော်ခဲ့တယ်ဦးကြီးတော်ကြီးတွေတော်ခဲ့တယ်ဦးလေးတော်လေးတွေတော်ခဲ့တယ်ဒါကြောင့်အဲ့ဒီတန်ရောစဉ်အဲ့ဒီမေတ္တာတွေကအရှိန်ရှိနေတဲ့အတွက်ကြောင့်မြတ်စွာဘုရားကိုမြင်တာနဲ့ကိုယ်ပဲသူတို့စိတ်ထဲမှာသူတို့ရဲ့သားလို့မှတ်တင်နေပေါ့အဲ့ဒီတကားကြီးကတနေ့တော့မြတ်စွာဘုရားဒီကိုရောက်လာတယ်သူရောက်လာတဲ့အချိန်ကမြတ်စွာဘုရားနဲ့အလွန်ရင်းနှီးပြီးတော့လွန်တရာမှအသက်အရွယ်ကြီးနေတဲ့အနေအထားမျိုးမှာသူရောက်လာတာရောက်လာပြီးတော့မြတ်စွာဘုရားကိုရှ िख ိုးဥချတင်းတင်းလျောက်ပတ်တဲ့နေရာမှာထိုင်ပြီးတော့မြတ်စွာဘုရားကိုသူလျှောက်တယ်မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်အိုလာပါပြီတဲ့အသက်အရွယ်တွေလည်းကြီးလာပါပြီဘဝရဲ့နောက်ဆုံးအချိန်ကိုရောက်နေပြီဘဝရဲ့နောက်ဆုံးအရွယ်ကိုရောက်နေပြီခန္ဓာကိုယ်ကလည်းအမြဲတမ်းနာကျင်ခံခက်တဲ့ဒုက္ခဝေဒနာရှိတယ်အဲ့ဒါနောက်ဆိုလို့ရှိရင်မြတ်စွာဘုရားနဲ့တကွာယဟန်တန်ဃာကိုတပည့်တော်ပူးမြော်ရဖို့တိတ်ပြီးတော့မလွယ်ပါဘူးတဲ့ဒါကြောင့်မလို့အခုတွေ့တုံးလေးမှာတပည့်တော်အတွက်အကျိုးရှိစေမဲ့ချမ်းသာမှုကိုဖြစ်စေမဲ့အစုံအမဩဝါဒစကားများတပည့်တော်ကိုဟောကြားတော်မူပါအဲ့ဒါဟာတပည့်တော်အတွက်အချိန်ကာလရှည်မြင့်စွာအကျိုးစီးပွားရှိခြင်းကချမ်းသာခြင်းကဖြစ်ပါလိမ့်မယ်ဗျာတဲ့ပြောတာလေးကအယံသေးကြတယ်နော်ဩဝရတုမံဗန္တိဘဂဝါအနုတာတတုမံဗန္တိဘဂဝါအဲ့ဒီမြတ်စွာဘုရားဘဂဝါမြတ်စွာဘုရားသည်မံဘုရားတပည့်တော်ကိုဩဝရတုဆုံးမတော်မူပါဗျာမံဘုရားတပည့်တော်ကိုအနုတာတတုအဖမ်းပါအထက်ထဆုံးမတော်မူပါဗျာဩဝါဒဆိုတာဆုံးမတာအနုတာသနာဆိုတာအထက်ထရင်းရင်းနှီးနှီးဆုံးမတာပေါ့နော်အဲ့ဒါလိုဆုံးမခြင်းကအဲ့ဒါလိုတပည့်တော်ကိုအထက်ထဆုံးမခြင်းကတပည့်တော်အတွက်တိဃရတ္တံရှိလျက်လှသောသောကာလပတ်လုံးဟိတာယဒုက္ခယအကျိုးစီးပွားရှိခြင်းကချမ်းသာခြင်းကဘဝိတ္တိဖြစ်ပါလိမ့်မယ်ဗျာတဲ့အဲ့လိုလျှောက်တော်မြတ်စွာဘုရားကဧဝမေတံဂဟပတိဧဝမေတံဂဟပတိတက္ကကြီးတဲ့တက္ကကြီးပြောတဲ့စကားတက္ကကြီးပြောတဲ့အတိုင်းမှန်တယ်တဲ့အသက်ရွယ်ကြီးလာပြီဆိုရင်နာကျင်ခံခက်မှုတွေနော်ကောင်းတယ်ဆိုတာသိမရှိတော့ဘဲနဲ့ဘဝမှာဆင်းရဲဒုက္ခတွေအများကြီးကြုံလာရတယ်ဒါတက္ကကြီးပြောတာမှန်တယ်တဲ့အဲ့ဒီမှာမြတ်စွာဘုရားကတရားစကားစပြီးတော့ပြောတယ်တက္ကကြီးတဲ့ဒီခန္ဓာကိုယ်ဆိုတာအတုရောဟာယံဂဟပတိကာယောအန္တဘုတောပရိယောနတ်တော်ခန္ဓာကိုယ်ရဲ့သဘောကိုစကလုံးသုံးလုံးနဲ့မြတ်စွာဘုရားပြောပြတယ်အတုရောဟာယံဂဟပတိကာယောအန္တဘုတောပရိယောနတ်တော်တခါကြီးတဲ့ဒီခန္ဓာကိုယ်ဆိုတာအတုရာအမြဲတမ်းနာနေတဲ့သဘောရှိတယ်တဲ့ဒါကတော့လူကြီးလူငယ်လို့ခေါ်ချပြီးတော့မပြောဘူးနော်ခန္ဓာကိုယ်ဆိုတာအမြဲတမ်းနာနေတဲ့သဘောရှိတယ်တဲ့ဒါသတိရှိမှသိနိုင်တာပါတာမန်တော့မသိနိုင်ပါဘူးအန္တဘုတောတဲ့
ဥတလုံးနဲ့လည်းအလွန်တူတယ်တဲ့ငှက်ဥတို့ကြက်ဥတို့ဘဲဥတို့လိုမျိုးခန္ဓာကိုယ်ဆိုတာဥတလုံးနဲ့အလွန်တူတယ်အထီးကအပွန်ပဲမခံဘူးပေါ့နော်ကြက်ဥများဘဲဥများတရားဓမ္မတို့ကင်တွေ့တဲ့အခါမှာတတိချာရဒီလိုဆိုင်ဖို့မလိုဘူးလားနည်းနည်းလောက်ထိခိုက်မိတာနဲ့တို့ကကွဲသွားမှာပေါ့နော်ခန္ဓာကိုယ်ဆိုတာလည်းအထီးကတိတ်မခံဘူးလို့ပြောတာဥယျာဉ်တစ်မျိုးအေးရင်တစ်မျိုးပရိယောဏတ်တော်တဲ့အလွန်ပါလာတဲ့အရေးပါလေးနဲ့အုပ်ထားတာတဲ့အခိုင်အမာတိဆောက်ထားတာမဟုတ်သုံးမျိုးပြောတယ်နော်အတုရာအမြဲတမ်းနာနေတဲ့သဘောရှိတယ်အန္တဗုဒ္ဓဥတလုံးနဲ့တူတယ်ပရိယောဏတ္တအရေးပါလေးနဲ့ပေါင်းထားတာနော်ယောဣမံကာယံဃပတိတခါကြီးတဲ့ဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုပရိဟရံတော်ရွတ်ဆောင်ထားရသည်ဖြစ်ပါလေရဲ့မုဟုတ်တံပိအာရောက်ကြံပရိစ္ဆာနေယတခဏမြကျမ်းမာပါတယ်လို့ပုဂ္ဂိုလ်တူတရားဟာဝန်ခံခဲ့မယ်ဆိုလို့ရှိရင်ကိမင်ကြတရပါလာအဲ့ဒါမိုက်မဲတာကလွယ်လို့အခြားအကြောင်းမရှိဘူးတဲ့ဒီစကားလေးကိုအသေးချာမှတ်စေခြင်းတဲ့ဣမံကာယံပရိဟရံတော်မုဟုတ်တံပိအာရောက်ကြံပရိစ္ဆာနေယကိမင်ကြတရပါလာဒီလိုခန္ဓာကိုယ်မျိုးကြီးကိုရွတ်ဆောင်ထားရင်းနဲ့တခဏမြကိုကျမ်းမာပါတယ်လို့ဝန်ခံခဲ့မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမိုက်မဲလို့ပါတဲ့မိုက်မဲတယ်ဆိုတာကတပ်ဖြတ်ခိုးဆိုလူရဲနေတာမျိုးကိုရည်ညွှန်းတာမဟုတ်ဘူးကိုယ်ခန္ဓာကိုယ်ရဲ့အကြောင်းကိုအမှန်မသိတာကိုရည်ညွှန်းတာဟုတ်လားဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုရွတ်ဆောင်နေရတဲ့များတခဏလောက်ကျမ်းမာပါတယ်လို့ပြောခဲ့မယ်ဆိုရင်တော့အဲ့ဒါကလည်းမိုက်မဲလို့ပါတဲ့အဲ့တော့ဆိုလိုတာကတရားဓမ္မတို့ဦးဇင်းတို့ရတာတဲ့ဒီဘဝဒီခန္ဓာတခဏလေးမြတော့မကျမ်းမာဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဒါကတာမန်စိတ်တာမန်ဉာဏ်နဲ့တော့သိဖို့မလွယ်ဘူးနားလည်ဖို့မလွယ်ဘူးနော်ဒီခန္ဓာရဲ့သဘာဝကိုဒလဇတ်တတိထားပြီးတော့ပတိတွေတမာတိတွေပညာတွေကြီးလာရင်ခန္ဓာကိုယ်ဟာဒလဇတ်ပေါက်ပြန်ပြောင်းလဲပြီးတော့နှိမ့်ဆက်နေတဲ့သဘောရှိတယ်ဆိုတာကို तू သိမှမြတ်စွာဘုရားဟောတာဟုတ်လိုက်တာတခဏလေးတောင်ကောင်းတဲ့သဘောမရှိဘူးဆိုတာတကယ်မှန်တာပဲလို့အဲ့ဒီကြမှာနားတယ်မှာနော်တာမန်ဉာဏ်နဲ့သိနိုင်မလားမသိနိုင်ဘူးနော်ကိုယ့်ကိုယ်ကိုတော့ကောင်းတယ်လို့ထင်နေကြတာပေါ့နော်စေယုံစေကံပြေရမှနော်အော်ရဟေးရမှဒီကဓမ္မတို့ဦးဇင်းတို့ကခန္ဓာကိုယ်ကြီးကနှိမ့်ဆက်နေတယ်လို့သိတာဟုတ်နော်တာမန်ချင်းနေမှာတော့သိပြီးတော့မသိဘူးပေါ့ဟုတ်လားအဲ့လိုမြတ်စွာဘုရားအမိန့်ရှိပြီးတော့ဘာပြောတော့ဆိုတော့တတ္တမတိဟဂါပတိဧဝံတိခိတဗံဒါကြောင့်တက္ကကြီးအခုအားပြောသလိုကျင့်ရမယ်တဲ့ဘယ်လိုကျင့်ရမှာတော့အတုရကာယတမေတ္တောစိတ်တံအနာတုရံဘောဟိတတိဒီစကားလေးကိုတည်တည်ချာချာမှတ်စေခြင်းအတုရကာယတမေတ္တောစိတ်တံအနာတုရံဘောဟိတတိခန္ဓာကိုယ်ကြီးနာနေပါတော့လည်းပဲစိတ်မနာအောင်ငါကြိုးစားမယ်ဆိုပြီးတော့အဲ့ဒါလိုကျင့်ရမယ်တဲ့ဟောနော်စကားကအလွန်အနှစ်သာရပြည့်ရဲ့နော်ခန္ဓာကိုယ်ကြီးကတော့နာမှာပဲမနာအောင်လုပ်လို့မရဘူးနာတတ်တဲ့သဘာဝငယ်ငယ်ကြီးကြီးသိတာမသိတာပဲကြွားတယ်နာတာကတော့နာနေကြတာကြီးပဲဟုတ်လားခန္ဓာကိုယ်နာပါတော့လည်းပဲစိတ်မနာအောင်ကျင့်ရမယ်အဲ့ဒီလိုခံယူခြင်းမျိုးနဲ့ကျင့်သုံးရမယ်တခါကြီးအဲ့လိုကျင့်ရမယ်လို့ရသော်ဗျာအဲ့လိုမိန့်ရှိတခါကြီးကသဘောပေါက်တယ်သူလည်းတရားရည်ဝနေတဲ့ပုဂ္ဂိုလ်ပဲလေခန္ဓာကိုယ်နာတော့လည်းပဲစိတ်မနာအောင်နေရမယ်ဆိုတာကိုသူနားလေတယ်ဟုတ်တယ်ခန္ဓာကိုယ်ကြီးကတော့မနာအောင်လုပ်လို့မရဘူးဟုတ်လားဒါပေမဲ့စိတ်ကိုတော့မနာအောင်လုပ်မယ်ဆိုရင်လုပ်လို့ရတယ်အလိုဆန္ဒဆိုတဲ့ရင်ဘက်တွေဝင်နေရင်မကျေနပ်မှုဆိုတဲ့ဒေါသတွေဝင်နေရင်ဒါစိတ်ကနာနေတယ်ပေါ့ဆိုလိုတာဟုတ်လားဒါသူသဘောပေါက်တဲ့အတွက်ကြောင့်အရင်လည်းပဲသူ့စိတ်ထဲမှာနှစ်သက်တယ်ဒီအဆုံးအမလေးကိုဟုတ်တယ်ခန္ဓာနာတော့လည်းပဲစိတ်မနာအောင်ငါစီရှိနေမယ်ဆိုတဲ့အတွေးနဲ့အလွန်မှလည်းကျေနပ်တယ်မြတ်စွာဘုရားအဆုံးအမကိုအဲ့ဒါကြောင့်သူ့စိတ်ထဲမှာအလွန်လဲပျော်သွားတယ်အဲ့ဒါမြတ်စွာဘုရားကိုရှိခိုးဥချပြီးတော့သူကြည်ကြည်နက်နက်မြတ်စွာဘုရားဒီကနေပြန်လာတဲ့အခါကျတော့အเจ้าမှာရှင်သာရိပုတ္တရာရှိတယ်အဲ့ဒါရှင်သာရိပုတ္တရာကိုသူကအရန်ကြည်ညိုတယ်အရန်ကြည်ညိုတဲ့အတွက်ကြောင့်ရှင်သာရိပုတ္တရာစီကိုဝင်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကတခါကြီးတဲ့တခါကြီးကိုကြည်ရတာတော်တော်ပျော်ရွှင်လာပုံကြည်နူးလာပုံရတယ်ဤကန္တမြတ်စွာဘုရားကတရားအမြိုက်ရည်ကိုတိုက်ကျွေးလိုက်ပုံရတယ်တရားအမြိုက်ရည်နဲ့သွန်းလောင်းလိုက်ပုံရတယ်အဲ့လိုပြောတဲ့အခါကျတော့နကုလပိတာတခါကြီးကအရှင်ဘုရားတဲ့ဟုတ်တာပေါ့တဲ့မြတ်စွာဘုရား
တပည့်တော်တရားအမြတ်ရည်နဲ့သွန်းလောင်းလိုက်တယ်တဲ့ဒါကြောင့်တပည့်တော်စိတ်ထဲမှာအလွန်ချမ်းသာတယ်ဘလို့တရားတွေမြတ်စွာဘုရားဟောလိုက်တော့ဒါသူအစအဆုံးပြန်ပြောတယ်သူဘလို့လျှောက်တယ်မြတ်စွာဘုရားဘလို့အမိန့်ရှိတယ်ပြန်ပြောနောက်ဆုံးပါလေလေခန္ဓာကိုယ်နာတော်လည်းပဲစိတ်မနာအောင်အဲ့ဒါလို့ကျင့်ရမယ်လို့တပည့်တော်ကိုဆုံးမလိုက်တယ်ဗျာအဲ့လိုလဲလျှောက်လိုက်ရောရှင်သာရိပုတ္တရာကတခါကြီးတဲ့အဲ့လိုဆိုလို့ရှိရင်ခန္ဓာကိုယ်နာတယ်နော်စိတ်မနာအောင်ကျင့်ရမယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုံကိုမျိုးကဘယ်လိုမျိုးလဲကိုယ်သာနာပြီးတော့စိတ်မနာအောင်နေတတ်တဲ့ပုံကိုယ်တွေကဘယ်လိုမျိုးလဲအဲ့ဒါကိုခွဲခြမ်းပြီးတော့ဟောဖို့သင်ထပ်ပြီးတော့မမေးခဲ့ဘူးလားတဲ့မြတ်စွာဘုရားကိုဆိုလိုတာကခန္ဓာကိုယ်သာနာပြီးစိတ်မနာအောင်ကျင့်ရမယ်လို့ပြောတယ်ဘယ်လိုကျင့်ရမှာတော့စိတ်မနာအောင်ကဘယ်လိုကျင့်ရမှာတော့ဒါကိုမမေးခဲ့ဘူးလားဟုတ်တယ်အမှန်ကတော့မေးခဲ့စရာကောင်းတယ်မေးခဲ့ရင်မြတ်စွာဘုရားရဲ့အလိုတော်ကိုသိရမှာနော်အခု तू မမေးခဲ့ဘူးအဲ့တော့ तू ကဘယ်လိုပြန်လျှောက်လို့ဆိုတော့ရှင်ဘုရားတဲ့တပည့်တော်အဝေးကြီးကနေရှင်ဘုရားစီကိုလာတာဒီလိုအတိပ္ပယ်ဒီလိုစကားမျိုးကိုကြားဖို့လာတာတဲ့ဒါကြောင့်မြတ်စွာဘုရားစီကို तू သွားမေးမနေတော့ဘူးပေါ့ဒီအတိပ္ပယ်ကိုရှင်ဘုရားပဲဖြေလိုက်ပါရှင်ဘုရားပဲဟောပြပါအဲ့ဒီတော့မှရှင်သာရိပုတ္တရာကဟောတာကိုယ်သာနာပြီးတော့စိတ်မနာအောင်ဘယ်လိုနေရမလဲဆိုတာဟုတ်လားဒါကအဓိကကြားတဲ့စကားဖြစ်လာပြီနော်ကိုယ်သာနာပြီးတော့စိတ်မနာအောင်ဘယ်လိုနေရမလဲအဲ့တော့ဒီမှာ तू ကခွဲပြီးတော့ဟောတယ်ကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲကိုယ်သာနာပြီးတော့စိတ်မနာအောင်နေတဲ့ပုဂ္ဂိုလ်ကဘယ်လိုမျိုးလဲလို့ तू ခွဲပြီးတော့ပြောတယ်ကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုရင်တဲ့နော်ဒီလောကကြီးမှာတချို့သောပုဂ္ဂိုလ်တွေဟာသူတော်ကောင်းတရားကိုမလိမ္မာဘူးမကျွမ်းကျင်ဘူးသူတော်ကောင်းတွေနဲ့တွေ့ရတဲ့အနေအထားမျိုးလည်းမရှိဘူးဒါကြောင့်သူတော်ကောင်းတွေရဲ့အစုံအမတရားစားကိုသူဘာမှမသိဘူးမသိတဲ့အတွက်ကြောင့်သူဟာသူရထားတဲ့ဒီဘဝဒီခန္ဓာရုပ်ရှုဝေဒနာရှုခံစားမှုနော်တင်ညာရှုမှတ်သားမှုနော်သင်္ခါရအရှုပြုလို့ရှိစော်မှုဝိညာဏအရှုသိမှုအရှုဟုတ်လားဒီအရှုကြီး၅ခုကိုသူ့စိတ်ထဲမှာဘယ်လိုထင်းနေတုံးဆိုတော့ပုဂ္ဂိုလ်တ attva လို့ထင်းနေတယ်ငါလို့ထင်းနေတယ်အတ္တလို့ထင်းနေတယ်တဲ့ဟုတ်လားသူတော်ကောင်းနေနဲ့မနီးစပ်တဲ့အတွက်ကြောင့်သူတော်ကောင်းတရားကိုသိခွင့်မရတဲ့အတွက်ကြောင့်ဒီဘဝဒီခန္ဓာကြီးကို तू ကဘယ်လိုထင်တာတော့ပုဂ္ဂိုလ်တ attva လို့ထင်းနေတယ်တဲ့ဒါဟာသဘာဝတရားပဲအကြောင်းအကျိုးသဘောပဲမတည်မြဲတဲ့သဘောတက်တက်ပဲပြောင်းလဲနေတဲ့အစဉ်အတန်းမြပဲလို့ तू အဲ့ဒါကိုမသိဘူးတဲ့မသိဘဲနဲ့တက္ကာယဒိဋ္ဌိပေါ့လေအတ္တဒိဋ္ဌိထကြွတောင်းကျမ်းတဲ့စိတ်နဲ့နေတယ်တဲ့ငါဥစ္စာဆိုတဲ့အဲ့ဒီစိတ်ကြီးနဲ့အဲ့ဒီစိတ်ကြီးတောင်းကျမ်းပြီးတော့နေတယ်တဲ့ဟောဒီလိုလေးပါသေးတယ်နော်ငါဆိုတဲ့အမြင်ငါဥစ္စာဆိုတဲ့အမြင်ကြီးထကြွတောင်းကျမ်းပြီးတော့နေတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာတဲ့တကယ်လို့ तू အဲ့လိုငါလို့ထင်နေတယ်ငါဥစ္စာလို့ထင်နေတဲ့ဒီအစုကြီး၅စုအစုကိုခန္ဓာလို့ခေါ်ရနော်ဟုတ်လားရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဒီအစုကြီး၅စုတကယ်လို့တစုံတရာဖောက်ပြန်ပြီးပျက်စီးပြီဆိုတာနဲ့သူဟာသောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့တရားစု၅မျိုးကိုတေချာပေါက်ရင်ဆိုင်ရလိမ့်မယ်တဲ့သူကဒါကြီးကိုငါလှုပ်ထားတယ်ငါဥစ္စာလို့လှုပ်ထားတယ်အဲ့လိုဆိုရင်ဒါတစ်မျိုးတစ်မျိုးဖြစ်ပြီဆိုတာနဲ့သူဘာဖြစ်ရမလို့စိုးရင်ရလိမ့်မယ်သောကငိုကြွေးရလိမ့်မယ်ပရိဒေဝကိုယ်ဆင်းရဲမှုဖြစ်ရလိမ့်မယ်ဒုက္ခစိတ်ဆင်းရဲမှုဖြစ်ရလိမ့်မယ်ဒေါမနတပြင်းစွာပင်ပန်းမှုဖြစ်ရလိမ့်မယ်ပရိဒေဝဥပါယတဟုတ်လားသောကပရိဒေဝဒုက္ခဒေါမနတဥပါယတတရား၅မျိုးနော်သောကဆိုတာစိုးရိမ်တာပရိဒေဝဆိုတာအစိုးရိမ်လွန်လို့ငိုရတဲ့အဆင့်ကိုရောက်တာဒုက္ခဆိုတာကိုယ်ဆင်းရဲတာဒေါမနတဆိုတာစိတ်ဆင်းရဲတာဥပါယတဆိုတာအလွန်ပင်ပန်းတဲ့အနေအထားကိုရောက်တော့ချွတ်တက်သွားတာမျိုးဟုတ်လားစီုံစီကထမ်းပို့လိုက်ရတာမျိုးအလွန်ပင်ပန်းသွားတာပေါ့နော်အဲ့လိုဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ပဲတဲ့အဲ့တော့အဖြေရပြီနော်ကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဒီအစုကြီး၅စုကိုငါလို့ထင်တယ်ငါဥစ္စာလို့ထင်တယ်ဒါကြီးဖောက်ပြန်ပျက်စီးတဲ့အခါမှာအကြီးအကျယ်သူဆင်းရဲလိမ့်မယ်ပူလောင်ရလိမ့်မယ်ဒါကြောင့်ဒီခန္ဓာကိုယ်ကြီးရလည်းပဲအမြဲတမ်းနှိမ့်ဆက်လို့နာတယ်ဒါကြီးကိုမှားမှားရွံ့ရွံ့ငါလို့ထင်နေတယ်ငါဥစ္စာလို့သိမ့်ပိုက်ထားတယ်အဲ့ဒါကြောင့်လည်းပဲဖောက်ပြန်တဲ့အခါမှာအကြီးအကျယ်ဆင်းရဲရလိမ့်မယ်ဒါကြောင့်ကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတာအဲ့ဒီလိုမိုက်မဲတဲ့ပုဂ္ဂိုလ်မျိုးကိုပြောတာတဲ့နော်ကိုယ်သာနာပြီးတော့စိတ်မနာဘူးဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုမျိုးတော့ပေတတို့ရိပ်မိသွားပြီဟုတ်လားဖောက်ပြန်တဲ့ဒီရုပ်အစုကြီးရဲ့သဘာဝကိုအမှန်အတိုင်းနားလည်ပြီးတော့ဒါကိုငါလို့ငါဥစ္စာလို့သူဆွဲယူထားတာမရှိဘူး
အဲ့တော့ဒါတွေဖောက်ပြန်ခြင်းကြာလို့ဖောက်ပြန်လာတဲ့အချိန်မှလည်းသူ့မှာစိုးရင်ခြင်းကိုကြွေးခြင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းဆိုတာဖြစ်မလာဘူးဒါကြောင့်ခန္ဓာကိုယ်သာနာတယ်သူ့မှာစိတ်မနာအဲ့လိုကလည်းသူဘာလို့နေနေတာတုံးဆိုတော့သူတော်ကောင်းတွေနဲ့ပေါင်းသင်းဆက်ဆံရတယ်သူတော်ကောင်းတွေနဲ့တွေ့ရတယ်ကြုံရတယ်သူတော်ကောင်းတရားကိုနာယူရတယ်မှတ်သားရတယ်အဲ့ဒါကြောင့်မလို့သူအဲ့ဒီအမြင်မှန်ကိုရတာအဲ့တော့လောကကြီးမှာမှားတယ်မှန်တယ်ဆိုတာဆင်းရဲခြင်းချမ်းသာခြင်းရဲ့အကြောင်းတရားပဲမှားရင်ဆင်းရဲမယ်နော်မှန်ရင်ချမ်းသာမယ်အဲ့လိုဆိုရင်မှားတယ်မှန်တယ်ဆိုတာကတော့ဘာကိုအဓိကအကြောင်းခံပြီးတော့ဖြစ်လာတယ်လို့ထင်လဲတစ်ချက်လောက်စဉ်းစားကြည့်တာပါသူတော်ကောင်းတွေနဲ့တွေ့ခြင်းမတွေ့ခြင်းပေါ်မှာအဓိကအကြောင်းခံတယ်ဟုတ်လားမွေးရပါဘယ်သူမှသိလာတာမရှိဘူးနော်ဟုတ်တယ်နော်ဒါကြောင့်ဦးဇင်းတို့စာထဲမှာမှတ်သားဘူးတာလေးတစ်ခုရှိတယ်နော်ဒီဘဝဒီတန်တရားဒီဒုက္ခတွေဖြစ်ဆက်ဖြစ်နေခြင်းရဲ့အဓိကအကြောင်းတရားကမသိမှုအဝိဇ္ဇာပဲတဲ့ဟုတ်လားဒုက္ခတွေဖြစ်ခြင်းကအကြောင်းတရားကဘာလဲမသိမှုအဝိဇ္ဇာပဲဒုက္ခဆက်ကြီးရက်သွားတယ်ဒုက္ခတွေငြိမ်းသွားတယ်နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုရပြီးတော့ဒုက္ခငြိမ်းသွားတယ်အဲ့ဒါအတွက်အဓိကကြတဲ့အကြောင်းတရားကမြတ်စွာဘုရားပွင့်လာခြင်းပဲတဲ့ဟောသိမှုဝိဇ္ဇာလို့မပြောဘူးနော်သိချာနားထောင်နော်ဒုက္ခတွေဖြစ်တာကတော့အဝိဇ္ဇာကြောင့်ဖြစ်ရတယ်ဒုက္ခတွေချုပ်သွားတာကတော့အဓိကမူရင်းအကြောင်းတရားကြီးကဘုရားပွင့်လာလို့တဲ့ဟုတ်တယ်ဘုရားပွင့်လာမှသိတဲ့တာကိုသိရတာဟုတ်လားဒါကြောင့်သူတော်ကောင်းတွေနဲ့တွေ့ဖို့သူတော်ကောင်းတရားကိုနာယူဖို့ဆိုတဲ့ဒီအကြောင်းတရားဟာအလွန်တရာမှနော်အာကြီးတဲ့ချမ်းသာခြင်းရဲ့အကြောင်းတရားဆိုတာနားလည်ထားဖို့လိုတယ်နော်ဒါကြောင့်ဦးဇင်းတို့ဒီမှာပါဠိတော်တွေကိုလေ့လာလိုက်လို့ရှိရင်ဒါတွေကသူအမြဲတမ်းလို့ပါတယ်နော်သူတော်ကောင်းတွေကိုတွေ့ရတယ်သူတော်ကောင်းတွေကိုမြင်ရတယ်သူတော်ကောင်းတရားကိုနာယူရတယ်အဲ့ဒီကြတော့မှနောက်ပိုင်းမှာအမြင်မှန်ဆိုတာဖြစ်လာတာဟုတ်လားအေးအဲ့တော့ဒါကရှင်သာရိပုတ္တရာကနော်နကုလပိတာတရားကြီးကိုခွဲခြားဝေဖန်ပြီးတော့ပြောပြတဲ့တရားစကားကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘလို့ပုဂ္ဂိုလ်မျိုးလဲကိုယ်လာနာတော့လည်းပဲစိတ်မနာအောင်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးကဘလို့ပုဂ္ဂိုလ်မျိုးလဲဆိုတာခွဲပြတာနော်ဒီထင်ရှားဖြစ်ပေါ်နေတဲ့ရုပ်အစုနာအစုကိုငါလို့ထင်မယ်ငါဥစ္စာလို့ထင်မယ်ဆိုရင်ဒါတွေပျက်စီးခြင်းကြားတဲ့အခါမှာအကြီးအကျယ်ပူလောင်ရတယ်ပင်ပန်းရတယ်ဒါကြောင့်ဒီပုဂ္ဂိုလ်တွေဟာကိုယ်လဲနာတယ်စိတ်လဲနာတယ်ဒီထင်ရှားဖြစ်ပေါ်နေတဲ့ရုပ်အစုနာအစုကိုအမှန်အကန်သိပြီးတော့ငါလို့ဆွဲယူတာမရှိဘူးငါဥစ္စာလို့မှတ်တင်ထားတာမရှိဘူးဆိုရင်ဒါတွေပျက်စီးခြင်းကြားလို့ပျက်စီးလည်းပဲအဲ့ဒီပုဂ္ဂိုလ်အတွက်ဆိုရင်ရံကိုကြွေးစရာကိုရှင်ရဲ့စိတ်ဆင်းရဲဖြစ်စရာပင်ပန်းစရာအကြောင်းမရှိဘူးဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်ကကိုနာတော်လည်းပဲစိတ်မနာအောင်နေတဲ့လူလို့ဒီလိုပြောတာအဲ့လိုဆိုရင်ဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့ဒီယုတ်ဒီနံဒီသဘာဝတရားကိုဒါဟာငါပဲဒါဟာငါဥစ္စာပဲဆိုတဲ့မှားယွင်းတဲ့အမြင်တွေမရှိအောင်တကယ်လက်တွေ့မှာဘယ်လိုလုပ်ရမလဲလို့မေးရင်တတိထားပြီးတော့ပဲနေရမယ်ဟုတ်လားအခုဦးဇင်းတို့ဒီမှာ10ရက်လောက်ပြောတယ်နော်နေတိုင်းပါနေတဲ့စကားပါလေတတိထားပြီးတော့နေရမယ်ဒါပဲလေအမဒေနတမ္ပတိထဒီကနေနောက်ဆက်တွဲကောင်းကျိုးတွေအမျိုးမျိုးဖြာထွက်သွားတာဟုတ်လားတတိထားနေခြင်းအဖြစ်နော်မမကန်ကန်သိတဲ့မြင်တဲ့နားလေတဲ့ဉာဏ်ပညာတွေတဖြည်းဖြည်းမြင့်မားပြီးတော့အဲ့ဒီဉာဏ်ပညာကြောင့်ချမ်းသာဒုက္ခဆိုတာရကြမှာဟုတ်ရဲ့လားဒါကြောင့်အခုလည်းပဲဒီမှာပုဂ္ဂိုလ်တ attva မဟုတ်ဘူးငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးဆိုတဲ့အမြင်မှန်ကိုရဖို့အတွက်တကယ်လက်တွေ့အခြေခံဘယ်လိုကျင့်သုံးရမှာလဲဘယ်လိုလေ့ကျင့်ရမှာလို့ဆိုရင်တတိထားတဲ့သတိပဋ္ဌာန်ဘာဝနာနည်းလမ်းကိုပဲကျင့်သုံးရမှာဟုတ်လားတတိထားမှအမှန်မြင်မှာနော်တတိကဒလဇတ်ထားပြီးတော့ကြည်နေဟုတ်လားတတိထားနေလို့ရှိရင်ဒါပုဂ္ဂိုလ်တ attva မဟုတ်ဘူးဒါသဘာဝတရားလို့အခြေခံဖြင့်နားလည်လာမယ်ဒါအကြောင်းအကျိုးသဘာဝတရားလို့ဆက်ပြီးတော့နားလည်လာမယ်ဒါဟာဖြစ်ပြီးရင်မရှိတော့တဲ့သဘောလို့အနိစ္စကိုလည်းဆက်ပြီးတော့နားလည်လာမယ်ဇွဲလုံးလာဝိရိယထက်ထက်တန်တန်နဲ့ကြိုးစားဖို့ပဲလိုတယ်ဟုတ်လားဒီနေ့မှာဇွဲလုံးလာထက်တန်ဖို့ဆိုတာကယုံကြည်မှုတရားတရားထက်တန်မှဇွဲလုံးလာလည်းထက်တန်နိုင်တာယုံကြည်မှုကပါလေဩဒီအလုပ်ဒီတတိထားတဲ့အလုပ်ဟာအလွန်မြင့်မားတဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေတယ်လို့ဒီအလုပ်ရဲ့တန်ဖိုးကြီးမားမှုကိုယုံကြည်တာဟုတ်လားအဲ့ဒါမှဒီအလုပ်ကိုပါလေလုပ်ချင်မှာပေါ့နော်ဟုတ်တယ်မဟုတ်လားမယုံကြည်ရင်မလုပ်ချင်ဘူးပေါ့ဟုတ်လားသိကြပါစို့တလားအလုပ်လုပ်မယ်ဒေါ်လာဘယ်လောက်ရမယ်ယုံကြည်တယ်ဆိုရင်ယုံကြည်စိတ်ချရတယ်ဆိုရင်အဲ့ဒါလုပ်မှာပေါ့ရမယ်မရမယ်မသေးကြဘူးဆိုရင်လုပ်မလားလုပ်မတော့ဟုတ်တယ်မဟုတ်လားဒါဥစဉ်ကခေါင်းထဲပေါ်တာလေးပြောပြတာနော်ဒါကြောင့်ယုံကြည်မှုတတ္တတရားထက်သန်မှကြိုးစားအထုတ်တဲ့ဝိရိယဆိုတာထက်သန်တာဝိရိယထက်သန်မှတတိကလည်းဆွဲမြဲမြဲ
ရှိလာမှာတတိဆွဲသွဲမြဲမြဲရှိမှတည်ငြိမ်မှုတမာတိဆိုတာကတီးလာမှာတမာတိရှိမှအခုပြောတဲ့သဘာဝရဲ့အနေအထားမှန်တွေကိုသိတဲ့မြင်တဲ့နားလေတဲ့ဉာဏ်ပညာတွေဟာဖြစ်ပေါ်လာမှာအခြေခံစသွားရမှာနော်ဒါကြောင့်ပါလာလေတတ္တာဝရိယတတိတမာတိပညာတရားအထုတ်တိုင်းလို့ဦးဇင်းပြောပါတယ်ဟုတ်လားဒါကိုပဲအိန္ဒိယ၅ပါးလို့လည်းခေါ်တယ်ဘိုး၅ပါးလို့လည်းခေါ်တယ်ဗလခွန်အားနော်ခွန်အားရှိမှအလုံးလုံးနိုင်မှာဟုတ်လားဒါကဦးဇင်းတို့သက်ကြီးရတဲ့ပုဂ္ဂိုလ်တွေအတွက်ပြောပြတဲ့တရားစကားပေါ့နော်ရသော်ဘုရားရဲ့နော်ဆိုလိုရင်းအဓိပ္ပာယ်ကိုအလုံးနားလည်ကြတယ်နော်ကိုယ်သာနာတော်လည်းပဲစိတ်မနာအောင်နေရမယ်ခန္ဓာကိုယ်ကြီးကတော့နားနေတာပဲတခဏလောက်မြမနာဘူးလို့ဝန်ခံခဲ့မယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ကိုမိုက်မဲတယ်လို့မြတ်စွာဘုရားပြောတာနော်ဟုတ်လားအဲ့ရှင်သာရိပုတ္တရာဆက်ပြီးတော့ဖွင့်ပြတဲ့အဓိပ္ပာယ်ကိုလည်းပဲတော့ချက်စကားအနေနဲ့မလုပ်ထားမလို့မှတ်သားထားပဲနော်ယုံနာအစုကိုပုဂ္ဂိုလ်တ attva လို့ထင်မယ်ငါလို့ထင်မယ်ငါဥစ္စာလို့ထင်မယ်ဆိုရင်ဒါကိုယ်လည်းနာတယ်စိတ်လည်းနာတယ်နော်အဲ့ဒါလို့မထင်ဘူးဆိုရင်ကိုယ်သာနာတော့လည်းပဲစိတ်မနာဘူးအဲ့လိုမထင်အောင်ဘယ်လိုလုပ်ရမှာလဲလို့မေးရင်တတိပဋ္ဌာန်ဘာဝနာကိုကြိုးစားကြရမယ်အမြဲတမ်းတတိရှိရမယ်ဒီခန္ဓာမှာထင်ရှားဖြစ်နေတာရဲ့ပုံမှာတတိထားနေတဲ့အလေးချင်းကိုပြုစုပြောထောင်ပေးရမယ်ပေါ့နော်ဒါကအသက်ကြီးကြတဲ့ပုဂ္ဂိုလ်တွေအတွက်ငယ်တဲ့လူတွေလည်းပဲအသက်ကြီးကြအောင်မှဖြစ်တဲ့အတွက်ကြောင့်ဟုတ်လားတနေ့ကျတော့ဒီခန္ဓာကိုယ်ဟာဓာတ်တဲ့စိုးတဲ့အခြေအနေတွေကိုရောက်ရအောင်မှဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအခြေမျိုးမှာခုတည်းကစပြီးတော့ကြိုတင်ပြီးတော့ပြင်ဆင်ထားခြင်းအဖြစ်ပို့ပြီးတော့အစဉ်ပြေပြေရင်ဆိုင်နိုင်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ဒီလိုတရားဒေသနာမျိုးတွေကိုအများကြီးလိုက်စားထားဖို့မလိုဘူးလားလိုတယ်ဟုတ်ပြီနော်အဲ့လိုဆိုရင်ဦးဇင်းတို့လူလက်ပိုင်းလူငယ်ပိုင်းအတွက်အဓိကရည်ရွယ်ပြီးတော့ပြောခြင်းနဲ့သုတ်တန်ကဘာလဲတော့ဥက္ခသုတ်တန်ပြောမလို့ပြောတာနော်ဥက္ခသုတ်တန်တဲ့ဥက္ခဆိုတာကောသလမင်းကြီးရဲ့အမတ်တယောက်ရဲ့နာမည်ဟုတ်လားဒီနေ့မြတ်စွာဘုရားသတင်း300ဇီတော်ကျောင်းတော်ကိုအဲ့ဒီအမတ်ကြီးရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားကိုရှ िख ိုးဥချတင်းတင်းလျောက်ပတ်တဲ့နေရာမှာထိုင်ရင်းနဲ့မြတ်စွာဘုရားကိုသူစကားတခွန်းလျှောက်တယ်။ဘာလျှောက်လဲဆိုတော့မြတ်စွာဘုရားတဲ့ရောဟဏတတိရဲ့မြေးဖြစ်တဲ့မိဂါရတတိဟာအလွန်မှချမ်းသာတယ်ဗျာတဲ့။သူ့ရဲ့ချမ်းသာကြွယ်ဝမှုကအံ့ဩစရာကောင်းလောက်အောင်ကိုပဲများတယ်ဗျာတဲ့။လို့လျှောက်တယ်။လျှောက်တဲ့မြတ်စွာဘုရားကအရေးလုပ်ပြီးတော့မေးတော်မူတယ်အဲ့ဒီစကားကို။ဒါတရားဒေသနာဆက်ပြီးတော့ဟောပြဖို့အကြောင်းဖန်လာတာပေါ့နော်။တခါကြီးတဲ့အဲ့ဒီမိဂါရတတိဟာဘလောက်တောင်ချမ်းသာတာတော့တဲ့အဲ့ဒါသူကဘာလျှောက်တုံးဆိုတော့မြတ်စွာဘုရားတဲ့အဲ့ဒီမိဂါရတတိကရွှေတွေကြီးတဲ့ကိုပဲသိန်း100လောက်ချမ်းသာတယ်ဗျာတဲ့ရွှေကိုသိန်း100လို့ဘလို့တွက်လဲတော့ဘုရင်တို့လည်းကောင်းကောင်းတော့နားမလည်ဘူးနော်တစ်ကြက်သားကိုတစ်ကြက်နှုံးနဲ့မြန်တွက်သလားတော့မသိဘူးနော်ရွှေကြီးရဲ့သိန်း100လောက်ရှိတယ်တဲ့တခြားတန်ဖိုးကြီးမားတဲ့အသုံးဆောင်ဥစ္စာပစ္စည်းတွေဆိုတာလည်းပဲအလွန်တရာမှများပြားတယ်ဗျာတဲ့ဒါကြောင့်သူ့ရဲ့ကြွယ်ဝမှုကခံမဖို့ခက်လောက်အောင်ကိုပဲအံ့ဩစရာကောင်းတယ်ချမ်းသာလာတယ်အဲ့လိုချမ်းသာတယ်ဆိုတဲ့စကားလေးကိုသူသုံးတယ်နော်ဟုတ်လားအဲ့လိုသုံးပြီးတော့ပြောတဲ့ခါကျမြတ်စွာဘုရားဘာမင်းရှိတော့ဆိုတော့တခါကြီးတဲ့ဒီဥစ္စာပစ္စည်းတွေကိုဥစ္စာပစ္စည်းတွေမဟုတ်ပါဘူးလို့ငါမဆိုလို့ပါဘူးတဲ့ဒါမှမဟုတ်ဒီပဂတိဥစ္စာပစ္စည်းတွေဆိုတာရှည်မီးမင်းခိုးသူမချစ်မနစ်သက်တော်သူလို့ဆိုတဲ့ရန်သူမျိုး၅ပါးကဖျက်ဆီးမယ်ဆိုရင်အလွယ်တကူပျက်စီးသွားနိုင်တဲ့အတွက်ကြောင့်တကယ်တန်ဖိုးမြင့်မားလှတဲ့ဥစ္စာပစ္စည်းတွေလို့တော့မဆိုနိုင်ဘူးတဲ့။နောက်တရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေတန်ဖိုးထားတဲ့ဥစ္စာပစ္စည်းအသုံးဆောင်တွေဆိုတာဖျက်ဆီးမဲ့အရာနဲ့တွေ့ရင်ပျက်စီးခြင်းကြာရင်လွယ်လေးပျက်စီးသွားတဲ့သဘောရှိတယ်။ဒါကြောင့်ခိုင်မာမှုမရှိလို့တကယ်အာမခံချက်ရှိတဲ့ကောင်းမွန်တဲ့အရာတွေလို့မဆိုနိုင်ဘူးလို့ပြောတာ။ဒီလောကကြီးမှာဘလူရန်သူမျိုးကမှဖြစ်စည်းလူယူလို့မရတဲ့တကယ်တန်ဖိုးမြင်မာလာတဲ့ဥစ္စာပစ္စည်းတွေဆိုတာရှိတယ်တဲ့အဲ့ဒီဥစ္စာပစ္စည်းတွေကိုပိုင်ဆိုင်မှသာလျှင်လောကမှာတကယ်ချမ်းသာတဲ့လူလို့ဆိုနိုင်မယ်တဲ့အဲ့လိုအမင်းရှိပြီးတော့မြတ်စွာဘုရားဂါထာ2ပုဒ်ဟောတယ်အဲ့ဒီဂါထာလေး2ပုဒ်ကိုနည်းနည်းလေးအသေးစိတ်ပြီးတော့မှတ်သားကြည့်မယ်နော်ပထမဂါထာဘာဟောပြလဲဆိုတော့တတ္ထာဒနံသီလဒနံဟိရိဥတ္တပိယံဒနံတုတ္တဒနေစာဂောစာပညာဝေတတ္တမန္တနဒါကြီးတဲ့ဒီလောကကြီးမှာနိဗ္ဗာန်ချမ်းသာထိတိုင်အောင်စစ်မှန်တဲ့ချမ်းသာကိုပေးနိုင်တဲ့အတွက်ကြောင့်ပညာရှိသူတော်များအလွန်မှတန်ဖိုးထားပြီးတော့မျက်နှိုးတော်မူကြတဲ့ဥစ္စာပစ္စည်းကြီး9မျိုးရှိတယ်တဲ့အဲ့ဒီဥစ္စာပစ္စည်း9မျိုးကဘာတွေလဲဆိုတော့တတ္တဒနံသီလဒနံဟိရိဥတ္တပိယံဒနံတုတ္တဒနေစာဂောစာပညာဝေတတ္တမန္တန9မျိုးနော်
Tada tila hiri odapa tuta saga pinya. Haulah, usaha bisi kona myo de. Adi usaha bisi kona myo ye di be ko piro adi je udin pyo no. Haulah. Elu mya swa bya amin shi piro dutiya ka da ba set pyo do. Yatta ededana ati aithiya puritatawa. Tawi mahadano logi aziyo dewa manuti. Yatta ededana ati aithiya puritatawa. Di loka ji ma maima de be phit phit yaocha de be phit phit aku nga pyo ge de adi ussa pisi 9 မျိုးကိုကိုယ်တန်တာမှာတည်ရှိအောင်လုပ်နိုင်မယ်ဆိုရင်တဲ့တာဝိမဟာတနောလောကီလောကကြီးမှာဒီလိုပုဂ္ဂိုလ်မျိုးကိုအလွန်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်တဲ့မဟာဒနဆိုတဲ့စကားလုံးလေးသုံးတယ်နော်မဟာဒနမဟာဆိုတာကြီးကျယ်မြင့်မြတ်သောဒနဆိုတာဥစ္စာပစ္စည်းဟုတ်လားအလွန်ချမ်းသာကြွယ်ဝတဲ့မဟာတကြွယ်ကြီးလို့ဆိုလိုတာပေါ့နော်အဲ့ဒါကိုမြတ်စွာဘုရားပို့ပြီးတော့လေးနဲ့အောင်နောက်ထပ်တစ်ပါးဖြည့်ဆွတ်ထားသေးတယ်သဝိမဟာတနောလောကီအာဇီယောဒေဝမာနုတိဒေဝမာနုတိနဲ့တကွာသောဟောဒီလူလောကကြီးမှာအာဇီယောဘယ်လူဘယ်နက်ကမှနော်အနိုင်အထက်လူယူဖြစ်စီလို့မရဘူးတဲ့ဒီဥစ္စာပစ္စည်း9မျိုးကိုပိုင်ဆိုင်ထားလို့ချမ်းသာနေတဲ့ပုဂ္ဂိုလ်ရဲ့ချမ်းသာကြွယ်ဝမှုကိုဘယ်လူဘယ်နက်ကမှအနှောင့်အယှက်ပေးလို့မရဘူးဖြစ်စီလို့မရဘူးနိုင်လို့မင်းထက်လို့မရဘူးတဲ့အမခံချက်ရှိတယ်ပေါ့နော်ဥစ္စာပစ္စည်းကြီး9မျိုးဟုတ်လားအဲ့တော့ဒီနေရာမှာဦးဇင်းတို့တကယ်ချမ်းသာတဲ့လူဆိုတာဘယ်လိုလူမျိုးကိုပြောရလဲဆိုတာဒါအဖြေပေါ်သွားတယ်ပေါ့နော်တတ္တာသီလဟိရိဩတ္တပသုဒ္ဓစာကပညာလို့ဆိုတဲ့စိတ်ရမွန်မြတ်တဲ့ဒီအည်အသွေးကြီး9ရပ်ရှိရဲ့တကယ်ချမ်းသာတဲ့လူရောင်းမြန်လာလိုက်မယ်နော်ဒီအည်အသွေး9ရပ်မရှိဘူးဆိုရင်တော့တကယ်ချမ်းသာတဲ့လူမဟုတ်ဘူးပေါ့နော်ဆင်းရဲတဲ့လူဟုတ်လားအဲ့လိုဆိုရင်လူတယောက်ချမ်းသာတဲ့ဆင်းရဲတယ်ဆိုတာကိုတကယ်အဓိကပြတ်ထန်းနေတဲ့နော်ဒီဥစ္စာကြီး9မျိုးရဲ့အကြောင်းကိုအသေးစိတ်နားလည်သင့်တာပေါ့နော်အကျဉ်းများအဖြစ်တော့ပေးတဲ့တို့လည်းပဲနားလည်ကြပြီးသားပါဟုတ်လားသို့တော့တချို့အကြောင်းအရာလေးတွေကသိတယ်လို့နဲ့မသိတာလေးတွေရှိတတ်တယ်နော်ကြည်ကြည်ပြည့်ပြည့်နားလည်သင့်ပါလဲနဲ့ကြည်ကြည်ပြည့်ပြည့်နားမလဲမိတာလည်းရှိတတ်တယ်ဒါကြောင့်နည်းနည်းလေးအာယုံစိုက်ပြီးတော့မှတ်သားကြည့်မယ်နော်ဒီဥစ္စာပစ္စည်း9မျိုးနော်နံပါတ်1နေရာမှာထားပြီးတော့ရှေ့တန်းတင်ပြီးတော့ဟောထားတဲ့ဥစ္စာပစ္စည်းကဘာလဲတော့တတ္တတရားတဲ့တတ္တတရားဆိုတာနော်ဘုရားတရားတန်ခါယတနာမြတ်3ပါးရဲ့ဂုဏ်ကျေးဇူးနဲ့ကံကံရဲ့အကျိုးကိုယုံကြည်မှုနားလည်ကြပြီးသားနော်ဒီနေရာမှာယုံကြည်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပြောစရာတစ်ခုရှိတာကယုံကြည်တယ်ဆိုတာကိုယ်ယုံကြည်ထားတဲ့အရာကကိုယ်ယုံကြည်တဲ့အတိုင်းအမှန်ကန်ဖြစ်နေမှဒါစစ်မှန်တဲ့ယုံကြည်မှုလို့ပြောလို့ရတာနော်ဟုတ်တယ်မဟုတ်လားကိုယ်ယုံထားတဲ့အရာကြီးကကိုယ်ယုံထားတဲ့အတိုင်းကြီးမဟုတ်ဘူးဆိုရင်တော့ဒါယုံကြည်မှုလို့မခေါ်နိုင်ဘူးအဲ့ဒါအလိမ်ညာခံရမှုပဲဟုတ်တယ်မဟုတ်လားနော်ကိုယုံထားတဲ့အရာကြီးကကိုယုံထားတဲ့အတိုင်းမဟုတ်ဘူးတမျိုးဖြစ်နေတယ်ဆိုရင်ဒါယုံကြည်မှုလို့ခေါ်နိုင်မလားခေါ်နိုင်ဘူးနော်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ယုံကြည်ထားတဲ့ယုံကြည်မှုကကိုယုံထားတဲ့အရာယုံတဲ့အတိုင်းဟုတ်နေတယ်ဆိုကြပါစို့မြတ်စွာဘုရားကိလေသာခသိမ်းခြင်းနဲ့တရားလုံးစုံကိုသိတယ်ဒါအစစ်အမှန်ပဲလေလုံးကြံထားတာမဟုတ်ဘူးဟုတ်လားနောက်သူတော်ကောင်းတရားရဲ့စွမ်းရည်တတိဒါလည်းအမှန်ကန်ပဲကိုကြိုးစားရင်ကြိုးစားသလောက်အားထုတ်ရင်အားထုတ်သလောက်ချမ်းသာဒုက္ခကိုမရနိုင်ဘူးလားရနိုင်တယ်အရိယာတန်ဃာတော်တို့ရဲ့သီလသမာဓိပညာနဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတန်ဃာတို့ရဲ့ဂုဏ်ဆိုတာလည်းတကယ်ရှိတာပဲလေဟုတ်လားနောက်ပြီးတော့ဦးဇင်းတို့ကံကံရဲ့အကျိုးတဲ့ဒါကိုလည်းဦးစားပေးပြီးတော့ဦးဇင်းတို့ပြောခဲ့ပါတယ်စေတနာရဲ့စွမ်းရည်တတိဆိုပြီးတော့လေဟုတ်လားကိုယ်စေတနာနဲ့တန်တဲ့အကျိုးရလဒ်ကိုတရားဓမ္မတို့ဦးဇင်းတို့တွေဟာရရှိကြပါဟုတ်လားဒီအမှန်တရားညင်းလို့မရဘူးဒီအမှန်ကန်ကိုယုံကြည်တယ်ဆိုရင်အဲ့ဒါပါလေသတ္တတရားဒီတရားတရားကိုပိုင်ရင်ဒီလူဟာချမ်းသာတဲ့လူလို့ဆိုတယ်ဟုတ်လားအဲ့ဒါလို့ဆိုရင်ဘာကြောင့်ဒီတရားတရားကိုပိုင်တဲ့လူဟာချမ်းသာတဲ့လူဖြစ်ရတာတော့ဒါတွေးမိဖို့လိုတယ်နော်ဘာဖြစ်လို့တရားတရားရှိတဲ့လူကိုချမ်းသာတဲ့လူလို့ပြောရအောင်ဆိုရင်တကယ်တမ်းပြောရရင်ချမ်းသာဒုက္ခရဲ့အကြောင်းတရားကုသိုလ်ကောင်းမှုပဲစိတ်ကောင်းနှလုံးကောင်းပဲဟုတ်လားဒီကုသိုလ်ကောင်းမှုဆိုတဲ့စိတ်ကောင်းနှလုံးကောင်းလေးဟာယုံကြည်မှုဆိုတဲ့တတ္တတရားမရှိဘဲနဲ့ဖြစ်လာမှာမဟုတ်ဘူးဆိုလိုတာကယုံကြည်မှုရှိမှကောင်းမှုကိုပြုနိုင်တာယုံကြည်မှုမရှိရင်ကောင်းမှုကိုမလုပ်နိုင်ဘူးဒါကောင်းတယ်ဆိုတဲ့ယုံကြည်မှုမရှိရင်ကောင်းတာကိုလုပ်ဖြစ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးဟုတ်တယ်မဟုတ်လားနော်ဒါကြောင့်ယုံကြည်မှုဒီကောင်းမှုရဲ့အခြေခံအကြောင်းတရားဖြစ်နေတယ်ဆိုတာအလွန်ထင်ရှားတယ်နော်ကောင်းမှုဖြစ်ပြီဆိုတော့မှလည်းပဲကောင်းမှုရဲ့အကျိုးဆက်ချမ်းသာဒုက္ခကိုရနိုင်တာချမ်းသာဒုက္ခနဲ့ယုံကြည်မှုဟာဘလို့အကြောင်းကျိုးဆက်ဆက်နေလဲဆိုတာလေးကိုပြောပြတာနော်ယ
ယုံကြည်ရင်ကောင်းတာကိုပြုမယ်ကောင်းတာကိုပြုရင်အကျိုးဆက်ချမ်းသာဒုက္ခကိုရမယ်ဒါကြောင့်တရားတရားရှိရင်ရှိတော့ချမ်းသာတယ်လို့ပြောတာဆိုရပါစို့ကောင်းမှုကိုပြုတဲ့နေရာမှာတောင်မှတယောက်နဲ့တယောက်ပြုကြပုံပြုကြတာချင်းတူပါသလားမတူတချို့ကတကယ်လုပ်တယ်စိတ်ပါလက်ပါတချို့ကအလက်စားလောက်ပဲလုပ်တယ်တချို့ကတော့ခပ်ပေါ်ပေါ်ပဲလုပ်တယ်တချို့ကတော့အမှတ်ကိုမရဘာကြောင့်အဲ့လိုကွာခြားသွားတာလဲလို့မေးရင်သူတို့ရဲ့ယုံကြည်မှုတွေကွာသွားလို့ဟုတ်တယ်မဟုတ်လားဆိုကြပါစို့တရားဘာဝနာနဲ့ပတ်သက်ပြီးတော့တချို့ကစွန့်စွန့်တမလုပ်တယ်တချို့ကဘဝနဲ့ရင်းပြီးတော့လုပ်တယ်ကျန်တာအကုန်စွန့်ထားခဲ့ပြီးတော့ဒီဘက်ကိုခြေစုံပစ်ပြီးတော့ဝင်သွားတယ်ဟောလုပ်သွားတယ်နော်တချို့ကြတော့လည်းပါလဲခပ်ပေါ်ပေါ်ပဲပေါ့စားကောင်းတောက်ကောင်းတော့ပဲလုပ်မယ်ပေါ့ဟုတ်လားနော်ဒါဘာကွာသွားရတယ်ဆိုရင်သူတို့ချင်းယုံကြည်မှုကွာသွားတာလေဟိုလူကဒါအရေးကြီးဆုံးဒါအလွတ်လွတ်ကျင်တဲ့ဘယ်ဟာမှသူ့စိတ်ထဲမှာဒါလောက်တန်ဖို့မထားဘူးသူယုံကြည်မှုကဒါရဲ့ပုံမှာအကြီးကြီးရှိတယ်အဲကြောင့်မလို့သူလှုပ်သွားနိုင်တာဟုတ်လားဒါကြောင့်ပိဿဘောင်းသူတော်ကောင်းတို့ကိုသိသိချင်တာကယုံကြည်ရင်ယုံကြည်တဲ့လောက်ကောင်းမှုကိုလှုပ်တယ်ဆိုတဲ့အချက်ပဲလှုပ်တယ်ဆိုတဲ့နေရာမှာတော့မှယုံတဲ့လောက်ပဲလှုပ်မယ်နော်နည်းနည်းယုံရင်နည်းနည်းလှုပ်မယ်အများကြီးယုံရင်အများကြီးလှုပ်မယ်နည်းနည်းမှမယုံရင်နည်းနည်းမှမလှုပ်ဟုတ်လားမလှုပ်ရင်အကျိုးဆက်ဖြစ်တဲ့ချမ်းသာဒုက္ခကိုရနိုင်မလားမရနိုင်ဘူးနော်ဒါကြောင့်အထူးသဖြင့်တရားဘာဝနာကိုကြိုးစားအထောက်ပြီးတော့တရားဘာဝနာကိုသိလို့ကြိုးစားအထောက်လို့အသိအမြင်မှန်ကိုရလို့ဖြစ်တဲ့ချမ်းသာကိုခံစားရဘူးလို့ရှင်ပို့ပြီးတော့ဒါကနားလည်နိုင်တယ်ပေါ့နော်ယုံတဲ့လောက်လှုပ်တယ်လှုပ်တဲ့လောက်လည်းပဲကောင်းကျိုးကိုရတယ်ယုံကြည်မှုဟာအရင်အရေးပါတယ်နော်ဒါကြောင့်မြတ်စွာဘုရားသူ့ကိုနံပါတ်1နေရာမှာရှေ့တန်းတင်ပြီးတော့ဟောတာနော်အစစ်အမှန်ယရဏမြတ်သုံးပါးနဲ့ကံကံရဲ့အကျိုးရဲ့ပုံမှာယုံကြည်မှုရှိရင်ရှိသလားအဲ့ဒီလိုချမ်းသာတယ်လို့ဟောတာယုံကြည်မှုမရှိရင်မရှိသလားအဲ့ဒီလိုကောင်းမှုနဲ့ဝေးပြီးတော့ကောင်းမှုရဲ့အကျိုးဆက်ကိုမရဘူးပေါ့ဒါပါပဲဟုတ်လားဒါကြောင့်နံပါတ်1ယုံကြည်မှုတည်းဟူသောတတ္တတရားဟုတ်လားယုံကြည်မှုတည်းဟူသောဥစ္စာပစ္စည်းအဲ့လိုဆိုရင်နံပါတ်2ဥစ္စာပစ္စည်းဆက်သွားမယ်နံပါတ်2ဥစ္စာပစ္စည်းကဘာလဲတော့သီလတဲ့ကိုချင်းသီလကိုဒီနေရာမှာမြတ်စွာဘုရားတန်ဖိုးရှိတဲ့ဥစ္စာပစ္စည်းလို့ဟောတယ်သူ့ကိုပိုင်ရင်ပိုင်တဲ့လောက်သူလည်းပဲချမ်းသာတဲ့လူတစ်ယောက်ဖြစ်တယ်သူ့ကိုမပိုင်ရင်မပိုင်တဲ့လောက်သူလည်းပဲဆင်းရဲတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတော့နားလည်ရမယ်လူသားတစ်ယောက်အနေနဲ့၅ပါးသောတိတ်ခါဖို့ကိုချင်းသီလတို့ကိုမကြိုးမပေါက်မပြောင်းမကြအောင်တကယ်ဖြူရှင်းအောင်စောင့်ထိန်နိုင်မယ်ဆိုရင်ဒီလူဟာလူချမ်းသာတစ်ယောက်ပဲဘာချမ်းသာတာတုံးလို့မေးရင်လူရင်းပြောမယ်နော်အနဝိဇ္ဇဒုက္ခဆိုတဲ့စကားလုံးလေးနော်အနဝိဇ္ဇအပြစ်ကင်းတဲ့ဒုက္ခချမ်းသာအပြစ်ကင်းလို့ဖြစ်တဲ့ချမ်းသာတဲ့မျက်နှိုးစရာကောင်းတဲ့စကားလုံးရဲ့နာမည်လေးကွာဟုတ်လားအနဝိဇ္ဇဒုက္ခအပြစ်ကင်းလို့ဖြစ်တဲ့ချမ်းသာအဲ့ဒီချမ်းသာအယံတန်ဖို့ရှိတယ်မြတ်စွာဘုရားချမ်းသာ၄မျိုးဆိုဟောတာရှိရဲ့ဗျအဋ္ဌိဒုက္ခတဲ့ပိုင်ဆိုင်လို့ရှိလို့ဖြစ်တဲ့ချမ်းသာငါမှာဘာရှိတယ်ဘာရှိတယ်ဘာတွေရှိတယ်ငါဘာတွေပိုင်တယ်အဟုတ်တွေးပြီးတော့ဖြစ်တဲ့ချမ်းသာနော်ပိုင်ဆိုင်လို့ဖြစ်တဲ့ချမ်းသာရှိတယ်နော်အဲ့ဒါအတွက်အများကြီးကြိုးစားကြတာမရှိဘူးလားရှိတယ်နော်ဘောဂဒုက္ခတဲ့သုံးဆောင်လို့ဖြစ်တဲ့ချမ်းသာတချို့ဟာရှိတော့ရှိတယ်မသုံးဆောင်ဘူးအတိုင်းသိမ့်မဲ့သိမ့်တာကိုလည်းမတရားဘူးသူများပေးဖို့ဆိုတာတော့ဝေးရောဟုတ်လားအဲ့ဒါဆိုရင်အဲ့ဒီလိုဘောဂဒုက္ခရမလားမရဘူးနော်တချို့ကသိမ့်မရှိပေမဲ့လို့တန်အောင်နေသွားတယ်ဘဝမှာဒါလောကီပြောလေးပြောချင်တာဟုတ်လားသုံးဆောင်မှုရှိတယ်ဟုတ်လားသုံးဆောင်လို့ဖြစ်တဲ့ချမ်းသာနော်အဲ့ဒါပါလေဘောဂဒုက္ခနောက်ဦးဇင်းတို့ချမ်းသာတစ်မျိုးရှိသေးတယ်အာနန္ဒယဒုက္ခတဲ့ကျွေးကင်းတဲ့ချမ်းသာငါဘယ်သူမှဘာမှပေးကြမရှိဘူးရှင်းလိုက်တာကျွေးကင်းတဲ့ချမ်းသာတဲ့နောက်တခါကြီးတွေရဲ့စကားပြောတာခဏခဏကြားတာတောင်းရင်ဒီနိုင်ငံမှာကျွေးကင်းတဲ့ချမ်းသာရဖို့တော့သိမ့်မလွယ်ဘူးတူတယ်ဟဲ့နော်ကျွေးတယ်လူတိုင်းရှိနေတာဒါတွေကျွေးဘူးတော့ဟုတ်ဟာမတူပါဟုတ်လားကျွေးအေးဖြစ်မယ်နဲ့တူတယ်နော်ကျွေးအေးဆိုတော့နဲ့တော်သေးတာဟုတ်လားမြတ်စွာဘုရားအဲ့ဒါထည့်ဟောတယ်နော်ကျွေးကင်းတဲ့ချမ်းသာတယ်ဘယ်သူမှပေးကြမလို့နောက်ဆံအလုံးရှင်းတယ်ပေါ့နော်ဘယ်နှမျိုးရှိတောင်ချမ်းသာ၃မျိုးနော်၄ခုမြောက်ချမ်းသာအခုပြောတဲ့အနာဝိဇ္ဇဒုက္ခနော်အပြစ်ကင်းတဲ့ချမ်းသာအဲ့ဒီအပြစ်ကင်းတဲ့၄ခုမြောက်ချမ်းသာသည်တဲ့ရှေ့ကပြောခဲ့တဲ့ရှိလို့ခံစားလို့ကျွေးကင်းလို့ဖြစ်တဲ့ချမ်းသာတဲ့အစာပေါင်းများစွာပါတယ်တဲ့အနာဝိဇ္ဇဒုက္ခဘလောက်ပစ္စည်းတွေရှိဘလောက်သုံးဆောင်ရအနာဝိဇ္ဇဒုက္ခကိုမမီဘူးသူကနှလုံးစိတ်ပေါ်ရမ်းအေးချမ်းစေတယ်နော်ကိုချင်းသီလကိုဖျက်ဆီးပြီးတော့တချို့စီးပွားရှာတာရှိတယ်နော်စီးပွားတွေတော့ရှိကောင်းရှိမယ်တို့တော့လိမ့်နေတဲ့ချမ်းသာကိုတော့ရဖို့မလွယ်ဘူး။အောင်ဆိုသူလိပ်ပြမလုံဘူးလေသူဘာတွေလုပ်ထားတယ်ဆိုတော့ तू သိတာပဲ။ तू ဘလို့နီးနဲ့ချမ်းသာကိုရှာထားတယ်ဆိုတော့ तू သိတာပဲ။တို့တကယ်လိမ့်နေတဲ့ချမ်းသာဆိုတာကစိတ်ထဲမှာပဲနော်ယူသားသားမှန်မှန်ကန်ကန်ဖြူဖြူရှင်းရှင်းဖြစ်လာတတ်တဲ့အရာမျိုးဟုတ်လား
တော့ဟန်နဲ့မှန်နဲ့လားနေကောင်းနေရမယ်တကယ်လေးနေတဲ့ချမ်းသာကိုတော့သူရဖို့မလွယ်ဘူးဒါကြောင့်မြတ်စွာဘုရားကိုချင်းသီလနော်ချမ်းသာခြင်းရဲ့အကြောင်းတရားဖြစ်လို့မို့သူ့ကိုပိုင်ရင်ပိုင်တဲ့လောက်ဒီလိုဟာလူချမ်းသာဖြစ်တယ်လို့ဟောတာနော်ဒီနေ့တညတုန်းကဦးဇင်းဟောခဲ့ပူပါတယ်ဒါလေးကိုချင်းသီလပြည့်စုံရင်နော်စိတ်တွေကြည်လင်ရွှင်လန်းဝမ်းမြောက်ပြီးတော့ပီတိပတ္တိဒုက္ခသမာဓိယထာဘုဒ္ဓဉာဏတတနာနောက်ဆုံးနေပြည်တာဝိရာဂဝိရိစဝိမု ക്തി မဉ္ဇဉ်ဖွဉ္ဇဉ်အထိအကြောင်းအကျိုးဆက်ဆက်ပြီးတော့ရသွားလိမ့်မယ်လို့ဘုရားဟောထားတဲ့ဒေသနာတစ်ခုဦးဇင်းပြောခဲ့ဘူးလားမှတ်မိမယ်ထင်တယ်နော်ကိုချင်းသီလပြည့်စုံရင်အလိုလိုနေရင်းနဲ့စိတ်ရဲ့ခွန်အားတွေနော်စိတ်မှာအပြစ်ကင်းပြီးတော့နော်တမာတိပညာဒီထိတက်သွားတာဟုတ်လားဒါကြောင့်ကိုချင်းသီလတွေကိုတော့ဥစ္စာပစ္စည်းကိုပိုင်ဆိုင်ပြီးတော့မစင်းရဲမနွမ်းပါကြတဲ့ပုံကိုယ်တွေဖြစ်အောင်ကြိုးစားကြရမှာဟုတ်လားကိုချင်းသီလကိုပိုင်ရင်လူချမ်းသာမပိုင်ရင်လူစင်းရဲအလွန်ရိုးရှင်းပါတယ်ဒေသနာကဟုတ်လားအဲ့နှမျိုးရှိသွားတော့နှမျိုးရှိသွားပြီနော်တတ္ထာသီလနောက်ဦးဇင်းတို့ဟိရိနဲ့ဥတ္တပ၃ခုမြောက်နဲ့၄ခုမြောက်ဥစ္စာပစ္စည်းကိုတော့နည်းနည်းပေါင်းပြီးတော့ပြောကြည့်အောင်နော်ဟိရိဥတ္တပအရှက်အကြောက်အလုံးနားတယ်နော်ဘာကိုရှက်တာတုံးဘာကိုကြောက်တာတုံးလို့မေးရင်ရှက်တဲ့ရှက်ထိုက်ကြောက်တဲ့ကြောက်ထိုက်တာကိုရှက်တာကြောက်တာအဲ့လို့ဆိုရင်လောကကြီးမှာရှက်တဲ့ရှက်ထိုက်ကြောက်တဲ့ကြောက်ထိုက်တဲ့အရာကဘာလဲလို့မေးရင်အကုသိုလ်ပဲဟုတ်လားမကောင်းမှုအကုသိုလ်သည်အတိဉာဏ်ပညာနဲ့ကြည့်မယ်ဆိုရင်သူဟာရှက်တဲ့ရှက်ထိုက်တဲ့ကိစ္စကြောက်တဲ့ကြောက်ထိုက်တဲ့ကိစ္စဖြစ်တယ်တဲ့ဘာဖြစ်လို့တော့အကုသိုလ်တွေဆိုတာရှက်စရာတွေကိုအများကြီးဖြစ်စေတတ်တယ်တဲ့ဒီဘဝတွင်တချို့အရှက်တကွဲအကျိုးနဲ့ဖြစ်ကြတာရှိတယ်နောက်ဘဝလည်းပဲအရှက်တကွဲအကျိုးနဲ့အကျိုးတွေကိုဖြစ်စေတတ်တယ်ဆိုကြပါစို့လူတယောက်သေသွားတယ်ခွေးကြီးဖြစ်သွားတယ်နွားကြီးဖြစ်သွားတယ်ဆိုကြပါစို့သိနိုင်စွမ်းရှိလို့နောက်လူတွေကသိရမယ်ဆိုရင်ဒါတော်တော်ရှက်စရာကောင်းတဲ့ကိစ္စလို့မဆိုနိုင်ဘူးလားတော့သားသမီးတွေတောင်ဟဲ့နင့်အဖေသေးတော့ခွေးကြီးဖြစ်သွားတယ်ဆိုတော့သားသမီးတွေတောင်အရှက်ရတယ်ဟုတ်လားအဲ့လိုဆိုရင်အဲ့ဒီလူကိုခွေးဖြစ်အောင်နွားဖြစ်အောင်ဘယ်သူကလှုပ်လိုက်တာဘယ်သူဖန်တီးလိုက်တာတော့လို့မေးရင်အာဟုသူကဖန်တီးတာပဲလေဒါကြောင့်အကုသိုလ်ဆိုတာပြစ္ဆုတ်ပံမှာလည်းရှက်စရာအကျိုးပေးကိုဖြစ်စေတတ်တယ်တန်တရားမှာလည်းပဲရှက်စရာအကျိုးပေးတွေကိုဖြစ်စေတတ်တယ်ဆိုတာကိုကြည့်ရင်ဒါဟာရှက်တဲ့ရှက်ထိုက်တဲ့ကိစ္စဆိုတာမထင်ရှားဘူးလားထင်ရှားတယ်နောက်တစ်ချက်အကုသိုလ်အမှုတွေဆိုတာဖြစ်စဲမှာလည်းပူလောင်နေပင်ပန်းနေဆင်းရဲတယ်ဟုတ်လားတစ်ချိန်မှာအကျိုးပေးပြီဆိုရင်လည်းပဲငရေလိဆံပြိတ္တာသူတွေကဆိုတဲ့ကြောင့်မဲ့ဖရာဘဝဆိုးတွေကိုပို့တတ်တယ်ဒါကြောင့်ပညာနဲ့ကြည့်မယ်ဆိုရင်အကုသိုလ်တို့သည်ကြောက်စရာကိစ္စကြောက်စရာလုပ်ငန်းတွေဖြစ်တယ်ဆိုတာကိုမထင်ရှားဘူးလားထင်ရှားတယ်ဒါကပညာရှိမှသိနိုင်တာနော်အကုသိုလ်ရဲ့အကျိုးကိုမြင်တဲ့ပညာကိုရည်ညွှန်းတာနော်အကုသိုလ်ရဲ့အကျိုးကိုမြင်တဲ့ပညာရှိရင်ရှိသလောက်နော်အကုသိုလ်ဆိုတာရှက်စရာကြောက်စရာလို့သူမြင်တယ်ရှက်ရကောင်းကြောက်ကောင်းမှသိတယ်ပေါ့ဆိုလိုတာကရှက်ရကောင်းကြောက်ကောင်းမှသိတာပါလေပညာဟုတ်လားရှက်ရကောင်းကြောက်ကောင်းမှသိလို့ရှက်တယ်ကြောက်တယ်ဆိုရင်တော့အဲ့ဒါဟိရိဥဒ္ဒပနော်ရှက်တာကဟိရိကြောက်တာကဥဒ္ဒပဟုတ်လားဟိရိကိုဦးဇင်းတို့ဘယ်လိုနားလဲရမှာလဲဆိုလို့ရှိရင်နော်အမျိုးကောင်းသမီးများနော်ပြည်တသာမတွေရှိတဲ့လမ်းတွေကိုသွားမှာရှက်တယ်လို့မျိုးဟုတ်လားမကောင်းတာမလုပ်ချင်ဘူးရှက်ရွံ့တယ်နော်ဆန်းကျင်ဘက်အနေနဲ့အရှက်မရှိဘူးဆိုတဲ့လူတွေကြတော့ဘယ်လိုဥမာပေးတော့နော်ဝက်တွေဟာတဲ့ရွာထဲမှာသွားလာကျက်စားတဲ့အချိန်မှာတွေ့သမျှရှင်ဝက်တွေကိုထိုးမယ်ယွန်းတယ်ဆိုတာသူ့မှာမရှိဘူးနော်ပစင်ချင်းကြီးတွေတွေ့လဲထိုးလိုက်မှာပဲသူကဘာလို့မှမယွန်းဘူးမရှက်ဘူးပေါ့နော်အဲ့လိုဥမာပေးရနော်ကြောက်တယ်ဆိုတာကြတော့ဘယ်လိုဥမာပေးတော့နော်တန်တွေကဲရေရဲကိုရင်ကောင်မနာရဲတယ်လို့ပဲဟုတ်လားကြောက်တယ်ပေါ့အကုသိုလ်နာမကတ်ရဲဘူးနော်မကြောက်ဘူးဆိုတာကြတော့ဘယ်လိုဥမာပေးတော့ဆိုတော့ပိုးပလံမျိုးမီးကိုတိုးတယ်ဟောနော်ပိုးပေါင်လေးတွေတိုးတာနော်မီးကိုပြီးရင်မဖြစ်တော့လောင်တာကျွမ်းတာကိုခံရတယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ပေးသက်ပေါင်းတို့ကောင်းတို့အကုသိုလ်အမှုတွေဆိုတာရှက်စရာကြောက်စရာတွေကိုဖြစ်စေတတ်တဲ့လို့သိမြင်နားလေတဲ့ဉာဏ်ပညာကြီးမားစွာနဲ့နော်ရှက်တတ်တဲ့ကြောက်တတ်တဲ့နော်အခြေခံဟိရိဥဒ္ဒပကိုအားကောင်းအောင်ကြိုးစားရမယ်အဲ့ဒါကိုလည်းမြတ်စွာဘုရားကပိုင်ဆိုင်ရင်ပိုင်ဆိုင်တော့ချမ်းသာစေလို့သူ့ကိုလည်းပဲဥစ္စာပစ္စည်းလို့ဒီလိုဟောတာအဲ့လိုဆိုရင်ဦးဇင်းတို့တွေးစရာလေးပြောမယ်နော်ဒီဟိရိဥဒ္ဒပကိုဘာကြောင့်သူ့ကိုပိုင်ဆိုင်ရင်ချမ်းသာတယ်လို့ပြောရတာတော့ချမ်းသာဒုက္ခနဲ့သူနဲ့ဟာဘလို့ဆက်နွယ်နေတာတော့ဟုတ်လားအရှက်အကြောက်ကြီးရင်ကြီးသလောက်အကုသိုလ်နည်းမယ်ဆိုတာကိုလူတိုင်းလက်ခံတယ်ဟုတ်တယ်မဟုတ်လားတကယ်လို့ကိလေသာအာကြီးလို့တိုက်တွန်းနှိုးဆော်လို့မလုပ်ရမနေနိုင်မပြောမိမပြောရမနေနိုင်လုံးမိပြောမိသည်ဆိုအောင်တော့အရှက်အကြောက်ရှိနေလို့ရှိရင်လုပ်ရတာရဲရဲဝံ့ဝံ့ကြီးတော့မဟုတ်ဘူးပေါ့နော်ဟုတ်တယ်မဟုတ်လား
နဲ့တွန့်ဆုတ်နေတဲ့သဘောလေးတော့ရှိမယ်ပေါ့အကုသိုလ်မှုပြုအောင်တောင်မှအားသိမ့်မရှိဘူးပေါ့သဘောပေါက်လားမသိဘူးနော်အဲ့တော့ပြောနေတာကဟိရိဥတ္တပအားကောင်းရင်အားကောင်းတဲ့လောက်အကုသိုလ်နည်းတယ်ပေါ့အကုသိုလ်နည်းရင်ဘာဆက်နည်းသွားမလို့ထင်လဲဆင်းရဲဒုက္ခနည်းမယ်နော်အကုသိုလ်နဲ့ဆင်းရဲဒုက္ခဆိုတာအကြောင်းအကျိုးသဘောဆိုတာစွဲနေအောင်မှတ်ရမယ်ဟုတ်လားအဲ့တော့ဒီနေ့မှာအကုသိုလ်ဆိုတာလည်းတန်နေဖြစ်နေတာလောက်ကိုမှအကုသိုလ်လို့နားလေလို့မကြည့်ကြုံဘူးနော်စိတ်ထဲမှာဖြစ်နေတဲ့အကုသိုလ်တွေကိုအများကြီးနားလေဖို့မလိုဘူးလားလိုတယ်နော်ဒါကြောင့်အကုသိုလ်နည်းရင်နည်းသလောက်ဆင်းရဲနည်းသွားတယ်ဒါကြောင့်မလို့ဟိရိဥတ္တပကိုဥစ္စာပစ္စည်းလို့ခေါ်တာအဲ့ဒီနေရာမှာဦးဇင်းတို့ဟိရိဥတ္တပရဲ့အဓိပ္ပာယ်ကိုကြည်ကြည်ပြည့်ပြည့်နားလည်ပြီးတော့မြင့်တင်ဖို့လဲလိုမယ်လို့ထင်တယ်ညာသွားဖြင့်တရားဓမ္မတို့ဦးဇင်းတို့တွေကအကုသိုလ်တွေကိုရှစ်တယ်ကြောက်တယ်ဆိုတဲ့နေရာမှာတိတာထင်ရှားတဲ့ကာယကံမှုဝစီကံမှုအကုသိုလ်တွေကိုပဲရှေ့ရကောင်ကြောက်ကောင်မှသိကြတာအဲ့ဒါတွေကသူများလဲမြင်တယ်လေဟုတ်လားရာဇဝတ္တန်တွေလည်းသိနိုင်တယ်လေဟုတ်လားဒါပေမဲ့စိတ်ထဲမှာဖြစ်နေတဲ့အကုသိုလ်တွေကိုကြတော့အများစုကရှေ့ရကောင်ကြောက်ကောင်မှသိပြီးတော့မသိဘူးစိတ်ထဲမှာဖြစ်တဲ့အကုသိုလ်ကိုကြတော့အကုသိုလ်မဟုတ်တဲ့အတိုင်းလူတွေကတချို့သဘောထားရတာပေါ့တကယ်ကဟိရိဥတ္တပကိုကြည်ကြည်ပြည့်ပြည့်နားလည်ခြင်းအဲ့ဒီထိသွားမှာနော်မကောင်းမှုကိုရှစ်တယ်ကြောက်တယ်ဆိုတဲ့နေရာမှာမကောင်းမှုအမျိုးအစားကဘယ်ထိသွားမှာလဲမနောကံထိသွားမှာကာယကံဝစီကံမကောင်းမှုလောက်တင်ရှက်ယုံကြောက်အောင်များနဲ့မလုံလောက်ဘူးမနောကံမကောင်းမှုထိရှစ်တယ်ကြောက်တဲ့အဆင့်ထိမြင့်တင်ကြဖို့တော့မလိုဘူးလားလိုတယ်အဲ့ဒီအဆင့်ထိတော့တရားဓမ္မတို့ရဲ့ဥစဉ်တွေရောသိပြီးတော့မရောက်ကြဘူးပေါ့နော်ပြောရလို့ရှိရင်အလိုဆန္ဒဆိုတဲ့လောဘတွေဖြစ်ရတာရှက်เสียကြောက်เสียအဲ့ဒီထိသွားမှာမကျေနပ်တဲ့စိတ်တူတဲ့စိတ်ဆိုးတဲ့ဒေါသတွေဖြစ်ရတာများရှက်เสียကြောက်เสียလို့အဲ့ဒီထိသွားမှာဟုတ်လားမိမိရောပောဝဆာလာဖြစ်တယ်လို့မောဟကြီးလွှမ်းမိုးပြီးတော့တရားအသိမရှိဘဲနဲ့သတိမရှိဘဲနဲ့နေရတာကြီးများရှက်เสียကြောက်เสียလို့အဲ့ဒီထိသွားမှာအဲ့ဒီထိတော့သွားဖို့တိတ်ပြီးတော့မလွယ်သေးဘူးပေါ့နော်ဟုတ်လားတော့မသွားကြဘူးပေါ့နော်စိတ်ထဲမှာမကောင်းမှုဖြစ်တာတော့ရှက်အကောင်ကြောက်ကောင်မှတိတ်ပြီးတော့မသိဘူးကိုတယောက်တည်းလည်းမဟုတ်တာလည်းပါမယ်နဲ့တူတယ်နော်အကုန်လုံးကဒီလိုရှိရဆိုတော့အားရှိနေနဲ့တူတယ်ဟုတ်လားသိပြီးတော့ရှေ့ရကောင်ကြောက်ကောင်မှမသိတော့သူလည်းအတူတူကိုလည်းအတူတူနဲ့အနုနုတို့ရဲဆိုအားရှိနေတော့ဟုတ်လားတကယ်လို့ဆိုရင်အဲ့ဒီထိသွားဖို့မလိုဘူးလားလိုတယ်နော်မြတ်စွာဘုရားအပြည့်စုံဟောတာပဲလေအကုသိုလ်ကိုရှေ့ရမယ်ကြောက်မယ်ဆိုတဲ့နေရာမှာကာယကံဝစီကံမနောကံအကုသိုလ်တွေအကုန်လုံးထည့်သွင်းပြီးတော့ဟောတာအဲ့ဒါတရားဓမ္မတို့ဦးဇင်းတို့ကမတိမစုံပဲတွေးကြတာပေါ့နော်ဒါကြောင့်အဲ့ဒီစင်တီများအကုသိုလ်ကိုရှက်တဲ့ကြောက်တဲ့စင်တီမြင့်တင်နိုင်မှဆိုရင်တော်တော်ကြီးကိုအကုသိုလ်နည်းသွားတာအကြောင်းမရှိဘူးလားနော်စိတ်ထဲမှာတော့အကုသိုလ်တွေအများကြီးနည်းသွားနိုင်တယ်ဒါကြောင့်အရှက်အကြောက်ကိုအကုသိုလ်တဲ့တကယ်တမ်းကဟုတ်လားအောင်ဆိုအကုသိုလ်ကိုရှက်တယ်ကြောက်တယ်ဆိုတာဖြစ်လာရင်တစ်ဖက်ကကုသိုလ်ကို तू ပုံပြီးတော့အပ်တော်မှာအဲ့ဒီဘက်ကို तू ရောက်မှာသဘောပေါက်ရဲ့လားဒါကြောင့်ဟိရိဥတ္တပကိုမြတ်စွာဘုရားနော်တန်ဖိုးကြီးတဲ့ဥစ္စာပစ္စည်းတွေကိုထည့်ပြီးတော့ဟောတာနော်အဲ့ဘယ်နှပါးရှိသွားပြီတော့၄ပါးရှိသွားပြီနောက်ဦးဇင်းတို့၅ခုမြောက်ဥစ္စာပစ္စည်းကြတော့ဗါလဲတော့တုတ္တနော်တတ္တဒနံတိလဒနံဟိရိဥတ္တပိယံဒနံတုတ္တဒနင်္စစာခောစဟုတ်လားတုတ္တရောက်သွားပြီနော်တုတ္တဆိုတဲ့စကားလုံးလေးကိုပေတတို့ကဘဟုဆိုတဲ့စကားလုံးလေးနဲ့တွဲပြီးတော့မှတ်ကြတာမရှိဘူးလားဘဟုတုတ္တဘဟုတုတ္တဟုတ်လားဘဟုများပြားသောတုတ္တအကြအမြင်ဟိုဟာတိဒီဟာတိဟိုဟာနားလဲဒီဟာနားလဲဆိုဩဒီလူကဘုသူတ္တသိမ့်များတာပဲပြောကြတာမရှိဘူးလားရှိတယ်သို့တော့ဒီနေရာမှာတန်ဖိုးရှိတဲ့တုတ္တဆိုတာဘလို့တုတ္တမျိုးကိုဆိုတာလဲဆိုတာတော့ခွဲခြားဝေဖန်ပြီးတော့နားလဲဖို့လိုတယ်ဟုတ်လားပြောချင်တာကနော်အကြအမြင်များတိုင်းတန်ဖိုးရှိတဲ့တုတ္တလို့မဆိုလိုဘူးဆိုတာကိုပြောချင်တာနော်တိလည်းပဲတိတ်အကြောင်းမထူးတယ်မတိလည်းပဲတိတ်အကြောင်းမထူးတယ်တန်ဖိုးမရှိတဲ့တိစရာတွေကိုအတိမြင်များနေတာမျိုးကိုဒီနေရာမှာတန်ဖိုးရှိတဲ့တုတ္တလို့မဆိုလိုဘူးဟုတ်လားတန်ဖိုးရှိတဲ့တုတ္တဆိုတာဘယ်လိုတုတ္တမျိုးကိုပြောတာလဲဆိုရင်တဲ့မြတ်စွာဘုရားအဓိပ္ပာယ်ဖွင့်ပြထားတာရှိတယ်ဒီတုတ္တန်ရဲ့ရှေ့တုတ္တန်မှာဟုတ်လားဘယ်လိုတုတ္တမျိုးကိုပြောတာလဲဆိုရင်မြတ်စွာဘုရားရှင်ကိုရမကြီးဟောခဲ့တဲ့ဟောထားတဲ့ဒုက္ခငြိမ်းချောင်းချမ်းသာကြောင်းနိလန်းအစစ်ဖြစ်တဲ့ဒီတရားဒေသနာတွေကိုအများကြီးလေ့လာလိုက်စားမှတ်သားပြီးတော့မျက်နှိုးလွန်းလို့နော်လေ့လာတယ်လိုက်စားတယ်မှတ်သားတယ်ဒါကြောင့်ကိုယ့်ရဲ့ခေါင်းနဲ့စိတ်ထဲမှာဒီဒေသနာတွေနဲ့ပတ်သက်ပြီးတော့အများကြီးသိမြင်နားလည်နေတာမျိုးကိုတန်ဖိုးရှိတဲ့တုတ္တလို့ပြောတာတဲ့ဒါအခုတရားနာနေရဆိုတာအဲ့ဒီတုတ္တဥစ္စာပစ္စည်းကိုစုဆောင်းတာပေါ့နော်တန်ဖိုးရှိတဲ့စာပေတွေဖတ်ရှုတာလည်းဒီထဲမှာအကျုံးဝင်တာပဲဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီတုတ္တကိုအများကြီးတန်ဖိုးထားဖို့လိုတယ်သူကချမ်းသာခြင်းရဲ့အကြောင်းတရားပဲသူ့ဥစ္စာပစ္စည်းလို့ခေါ်တာကိုကြည့်ရင်မသိနိုင်ဘူးလားသိနိုင်တယ်နော်အဲ့တော့ဒီနေ့မှာဦးဇင်းတို့ဒီတုတ္တကိုဘာလို့တန်ဖိုးရှိတဲ့ဥစ္စာပစ္စည်းလို့ဟောရတာလဲသူရှိရင်ဘလို့ချမ်းသာတာလဲချမ်းသာဒုက္ခနဲ့ဒီတုတ္တနဲ့ဘလို့ဆက်နွယ်နေတာလဲစဉ်းစားကြမလို့ဘူးလားလို့တယ်နော်
အဲ့တော့အဲ့ဒီဟာကိုစဉ်းစားတဲ့နေရာမှာဦးဇင်းတစ်ခုပြောရင်တာကနှိုင်းရှင်ကြည့်ခြင်းအပြင်စဉ်းစားကြည့်ပါဘုရားဟောဒေသနာတွေကိုအတိအမြင်များတဲ့လူတစ်ယောက်နဲ့ဘုရားဟောဒေသနာကိုဘာမှမသိတဲ့လူတစ်ယောက်ဒီလူနှစ်ယောက်ဘဝရဲ့အခက်အခဲပြဿနာတွေကိုဖြေရှင်းကြတဲ့နေရာမှာတစ်ယောက်နဲ့တစ်ယောက်တူနိုင်မလို့ထင်လားတွေးပုံကြံပုံချင်းကိုတူမလို့ထင်သလားလှုပ်ပုံကိုင်ပုံပြောပုံရှေပုံဘဝရဲ့အနေထားတွေနဲ့ပတ်သက်ပြီးတော့ခံယူချက်ချင်းကိုတူမလို့ထင်လားမတူဟုတ်လားအဲ့ဒါသေချာစဉ်းစားကြည့်နော်တချို့ဒီဒေသနာတွေကိုဘာမှမသိဘူးတဲ့အခါကျတော့အယံလွယ်ကူတဲ့ဖြည့်ရှင်းဖို့ဘာမှမခက်တဲ့ပြဿနာမျိုးတောင်သူတို့မဖြေတတ်ဘူးမရှင်းတတ်ဘူးဟုတ်လားမဖြေတတ်ဘူးဆိုတော့မဖြေလေဘူးပေါ့မရှင်းတတ်ဘူးဆိုတော့ရှုပ်ကုန်တယ်ပေါ့ဟုတ်တယ်မဟုတ်လားလောကကြီးမှာမဖြေလေဘူးဟေးရှုပ်ထွေးလိုက်တာဒါပါဘူးလို့တော့မဖြေရှင်းတတ်လို့ပေါ့ဟုတ်တယ်မဟုတ်လားဘာလို့မဖြေရှင်းတတ်တာတော့သူ့ကောင်းထဲမှာဖြေရှင်းနိုင်လောက်အောင်မြင်မာတဲ့အရည်အသွေးတုတ္တမှတ်သားထားတာမရှိဘူးဟုတ်လားဒါကြောင့်ကောင်းတာတွေကိုအများကြီးမှတ်သားထားဖို့လိုတယ်နော်ဥစဉ်တရားထဲမှာခဏခဏထည့်ပြီးတော့ဟောနေကြလွန်ခဲ့တဲ့နှစ်ကဘုံဘုံတို့ရွာဘက်မှာတပန်းစိတ်ဆယ်ကြီးဆိုတာရှိတယ်အဲ့ဒီတပန်းစိတ်ဆယ်ကြီးကနေပြီးတော့လေတွေကိုရေးပေးတဲ့ရေမြောင်းကြီးရှိတယ်ရေမြောင်းကြီးကအနဲ့ကြီးအကျယ်ကြီးအဲ့ဒါဥစဉ်တို့ရွာကနေဖြတ်သွားတယ်အဲ့ဒီရေမြောင်းကြီးကအဲ့ဒါဥစဉ်တို့ရွာနာကရွာတရွာကဒကမတယောက်ကတယောက်ကြားနဲ့ရံဖြစ်ပြီးတော့အဲ့ဒီရေမြောင်းထဲကိုခုန်ချပြီးတော့အဆုံးစီရတယ်ဟာအောစရာကောင်းတာသူတယောက်တည်းခုန်ချတာမို့သူမွေးထားတဲ့ကလေးသုံးပါတခါတည်းခေါ်သွားတယ်ကုန်းသေးတာပဲဟုတ်လားအဲ့တော့ဦးဇင်းစဉ်းစားကြည့်တယ်ဩဒီမျိုးသမီးရသော်ဘုရားရဲ့တရားဒေသနာတွေကိုဘာမှကောင်းကောင်းကံကံမှတ်သားဘူးဟာမတူဘူးလေ့လာဘူးဟာမတူဘူးဗုဒ္ဓဘာသာတော့ဖြစ်နေတာပဲမိယိုးဖလားပေါ့နော်ဒါပေမဲ့သူ့ခေါင်းထဲမှာဘုရားဒေသနာတွေကိုဘာမှသိထားတာမြင်ထားတာမရှိဘူးဒါကြောင့် तू ကတော့သူ့အတွက်ဒါအကောင်းဆုံးဆိုပြီးတော့လှုပ်ချလိုက်တာပဲလေဟုတ်တယ်မဟုတ်လားသူ့အတွက်ဓာတ်ထက်ကောင်းတဲ့အဖြစ် तू ရှာလို့မတွေ့ဘူးသဘောပေါက်ရဲ့လားတကယ်လို့လားဘုရားဟောဒေသနာတွေကို तू အများကြီးလေးလာလိုက်စားမှတ်သားထားခဲ့ဘူးမယ်ဆိုရင်ဒီလိုမျိုးဆုံးဖြတ်စရာအကြောင်းမရှိဘူးအဲ့တော့လူတွေဟာကိုသိတယ်လို့ကိုနားတယ်လို့ဆုံးဖြတ်ပြီးတော့လောက်ကင်နေကြတာပြောဆိုနေကြတာတွေးကြံနေကြတာဒါကတော့ရှင်းတယ်နော်ကိုသိတယ်လို့နားလေတယ်လို့နော်ပြောနေကြတာလုံနေကြတာတွေးနေကြတာအဲ့တော့ကိုယ့်ရဲ့ဒီကံသုံးပါးအမူအရာအလုပ်တွေအပြောတွေအတွေးတွေကိုတကယ်ဘယ်သူချုပ်ကင်နေလဲလို့မေးရင်ဒီခေါင်းထဲကအတိအမြင်ကချုပ်ကင်နေတာဟုတ်တယ်မဟုတ်လားသူအရန်အရေးပါတယ်နော်နိုင်ငံတနိုင်ငံမှာဒါအုပ်ချုပ်သူအဖွဲ့အစည်းပဲခေါင်းဆိုတာဟုတ်တယ်မဟုတ်လားခန္ဓာကိုယ်ကြီးကနိုင်ငံတစ်ခုဆိုရင်ဒီတွေကအတိညာဘာလုပ်နေရတော့အုပ်ချုပ်နေတာနော်အဲ့တော့ကိုယ့်ကိုအုပ်ချုပ်မဲ့အရာကိုဘလို့ပုံကူမျိုးတွေကိုကိုခန့်ထားခြင်းတယ်လေဟောစဉ်းစားရကောင်းတယ်ဟုတ်လားကိုယ်ကောင်းတဲ့ကိုဘလို့အတိညာတွေကိုထည့်မယ်လေစဉ်းစားရမကောင်းလားတခါစဉ်းစားမိတာတခုရှိတယ်ဦးဇင်းတို့ဗိုက်ထဲထည့်တဲ့အစားအစာကိုအများကြီးစဉ်းစားရတယ်ဟုတ်လားမသိတော်တာထည့်မိရင်ဒုက္ခရောက်မှာလေဟုတ်လားတဗိုက်ထဲထည့်တဲ့အစားအစာကိုတော့အများကြီးစီစစ်ပြီးတော့တင့်မတဲ့မတဲ့စဉ်းစားပြီးတော့မှထည့်ရတယ်ဆိုရင်ခေါင်းထဲထည့်တဲ့နော်အကြောင်းအရာတွေကိုအများကြီးစီစစ်ဖို့မလိုဘူးလားလိုတယ်နော်ခေါင်းထဲကိုတန်ဖိုးရှိတာထည့်ဖို့လိုတယ်အော်ဆိုကိုခေါင်းကကိုစီမံမဲ့အရာပဲလေဒါတင်စားပြောတာပါဟုတ်လားဒါကြောင့်ခေါင်းဟာအမိုက်ပုံတစ်ပုံမဟုတ်ဘူးဆိုတာကိုနားလည်ဖို့မလိုဘူးလားတန်ဖိုးရှိတာတွေကိုရွေးချယ်တယ်ဘာလို့ဒါလေးကိုဦးဇင်းတို့ကပြောရအောင်ဆိုတော့ဒီခေတ်မှာဘာတန်ဖိုးမှသိမရှိတဲ့သိကြတွေကဒီခေါင်းထဲကိုဝင်လာစရာအကြောင်းတွေအလွန်များတယ်နော်ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ဒီလက်ဝါးလောက်ရှိတဲ့မှတ်မြင်လေးတွေကနေပြီးတော့သိကြတွေကတစီတန်းကြီးဝင်နေတယ်ဟုတ်တယ်မဟုတ်လားအချိန်မြန်ရကြမယ်ဆိုရင်တို့ဒါနဲ့ပဲအချိန်ကုန်နေတာပဲလေဟုတ်တယ်မဟုတ်လားဒီအင်တာနက်တို့ Facebook တို့ဆိုတာထဲမှာဘာတန်ဖိုးမှမရှိတာတွေကြီးပဲလို့ဆိုလိုတာတော့မဟုတ်ပါဘူးတန်ဖိုးရှိတာလေးဒီလည်းအထိုက်လျောက်တော့ရှိတာပါပဲပါတာပဲသို့တော့ခက်နေတာကကိုယ်စိတ်ကခက်နေတာနော်တန်ဖိုးရှိတာနဲ့မရှိတာနဲ့ရွေးချယ်ခွင့်ကြုံလာပြီဆိုရင်ဘာကိုပဲရွေးမိတာများတယ်တန်ဖိုးမရှိတာပဲရွေးလိုက်တာများရနော်ဇက်ကြောတွေတက်လာပြီးအမျက်ရှိတွေဝါလာပြီဆိုမှပဲပြီးသွားလားပတိရင်လဲကိုရင်ကုံမဘေးရင်လဲကိုရင်ကုံမဟုတ်လားနော်ဒါကြောင့်ပေးတဲ့တော့အများကြီးစဉ်းစားရကောင်းတယ်ဟုတ်လားဘုဒ္ဓဆိုတဲ့တချို့ကဆွတ်ပြီးတော့ပြောနေလို့ဟုတ်လားတချို့ဘုဒ္ဓတွေကတန်ဖိုးမှမရှိဘူးတန်ဖိုးမရှိတဲ့ပြင်အန္တရာယ်တောင်ရှိတယ်နော်တချို့ကိစ္စတွေကမသိရင်ရှင်းတယ်မသိရင်အေးတယ်သိလိုက်ခါမှာစိတ်တွေညစ်ရတယ်စိတ်တွေပူရတယ်ခေါင်းတွေရှုပ်ရတယ်အကုသိုလ်တွေဖြစ်ရတယ်ဒီတိုင်းကောင်းတာမဟုတ်ဘူးနော်သဘောပေါက်ရဲ့လားဒီတိုင်းကောင်းတာကတော့ဘုရားဟောတဲ့ဒေသနာပဲဒါတော့ယာနှုံးကြီးအာမခံချက်ရှိတယ်ဟုတ်လားဘလောက်ထည့်ထားနော်ဒါဘယ်တော့မှဟောင်းသွားလို့လည်းမရှိဘူးအသုံးဝင်ဘူးလို့လည်းမရှိဘူးဒါကြောင့်ဦးဇင်းငယ်ငယ်တုန်းကဦးဇင်းတပည့်လေးတွေကိုပြောဦးတယ်သူတို့ကဒီအာဂသာဂျာနယ်တွေဘာတွေဖတ်တယ်ဒီဘောလုံးပွဲတွေအရင်စိတ်ဝင်စားတာအဲ့ဒါတွေကအမြဲတမ်းခင်းနောက်ကြနေတာတွေလို့
ဒီနေ့ဒီတဲ့တင်းသိပြီးနောက်နေ့အဲ့တဲ့ဘာတန်ဖို့မှမရှိတော့ဘူးလို့ဟုတ်လားနောက်နေ့ရောက်ရင်ဘာမှမရှိတော့ဟိုနောက်နေ့ရောက်ရင်ဘယ်သူမှမသိတော့ဘူးလို့ဟုတ်လားဒီဘုရားဟောတဲ့ဒေသနာတွေဆိုဘယ်တော့မှခင်နောက်ကြတယ်လို့မရှိဘူးဒါတွေကိုလေ့လာလိုက်စားရတယ်လို့ငယ်တော့ပြောဘူးတာရှိထားပါတော့လေဟုတ်လားအဲ့တော့ဦးချင်းပြောချင်တာပါလေဒီတုတ္တဆိုတာဘုရားဟောဒေသနာတွေကိုသိမြင်နားလည်မှုများတာကိုဆိုလိုတာဆိုတာလေးကိုပြောတာနော်သူရှိရင်ရှိတယ်လို့ဘာဖြစ်မလဲအများကြီးချမ်းသာနိုင်တယ်ဘဝရဲ့ပြဿနာအခက်အခဲတွေကိုဘယ်လိုရင်ဆိုင်မလဲနောက်ဆုံးဘဝဒုက္ခလွတ်မြောက်ဘယ်လိုလုပ်မလဲထိမသွားနိုင်ဘူးလားသွားနိုင်တယ်နော်ဒါကြောင့်တုတ္တယရနာကိုတန်ဖိုးထားပြီးတော့ပိုင်ဆိုင်မှုရှိအောင်ပိုင်ဆိုင်ပြီးတော့ချမ်းသာတဲ့လူတစ်ယောက်ဖြစ်အောင်လုပ်နိုင်မှုမလိုဘူးလားလုပ်နိုင်နော်ဒါလူလက်ပိုင်းလူငယ်ပိုင်းကိုရည်ရွယ်တယ်ဆိုတာဒါတွေကိုအဓိကပြောခြင်းလို့ဟုတ်လားဒါကြောင့်တတ္တာသီလဟိတိဥဒ္ဒပတုတ္တအားခုရှိတယ်နော်နောက်စာကားတဲ့စာကားကိုလည်းပဲအဓိပ္ပာယ်ကိုပေးသလိုနားလည်ပါတယ်ပေကံစွန့်ကြဲလှူဒန်းခြင်းနောက်ဒါနနဲ့နော်အတူတူမှတ်ပြီးတော့နားလည်ထားကြတယ်မလွဲပါဘူးမှန်ပါတယ်ဟုတ်လားသို့တော့ဒါနရဲ့အဓိပ္ပာယ်ထဲစာကားရဲ့အဓိပ္ပာယ်ကပို့ပြီးတော့ကျပြန့်တယ်စာကားကိုဓာတ်ရိုက်ဘာသာပြန်လို့ရှိရင်စွန့်လွတ်ခြင်းလို့ဒီလိုဘာသာပြန်ရတယ်စွန့်လွတ်တယ်ဆိုတာလည်းဘယ်ကအကျယ်ကြီးနော်ပေကံစွန့်ကြဲလှူဒန်းတာလောက်နဲ့မကဘူးသူကဟုတ်လားပိုင်ဆိုင်မှုကိုစွန့်လွတ်တယ်နော်ပြီးတော့ဦးဇင်းတို့ရှားယူခွင့်အခွင့်အရေးကိုစွန့်လွတ်တာလည်းရှိတယ်အမြင့်မားဆုံးစွန့်လွတ်မှုကဘာလဲဆိုတော့ကိလေသာကိုစွန့်လွတ်တာဘဝခန္ဓာရဲ့ပုံမှာအမြင့်မှန်အောင်ရအောင်ကြိုးစားပြီးတော့ဘဝခန္ဓာရဲ့ပုံမှာဖြစ်ပေါ်နေတဲ့လွယ်မှားမှုနော်ဆွဲမဲ့မှုနော်ဒီလိုမျိုးကိလေသာတရားတွေကိုစွန့်နိုင်လွတ်နိုင်မယ်ဆိုရင်ဒါအမြင့်မားဆုံးပါလေစာကားရဲ့အဓိပ္ပာယ်ကိုကြည်ကြည်ပြတ်ပြတ်နားလည်ဖို့လိုတယ်နော်အဲ့တော့ဒီနေရာမှာနားလည်ရမှာကဒီစွန့်လွတ်မှုစာကားဟာဘာကြောင့်သူ့ကိုချမ်းသာခြင်းရဲ့အကြောင်းတရားလို့ဟောရတယ်လေတန်ဖိုးရှိတဲ့ဥစ္စာပစ္စည်းလို့ဟောရတယ်နော်စာကြောင်းလေးတစ်ကြောင်းရှိတယ်တချို့နှုတ်ထဲမှာရှိကောင်းရှိမယ်တစစွန့်ဝင်မှလင်ဘဝနောင်နောင်ဆက်တိုင်းကောင်း၏တဲ့နော်ဆရာကြီးဥရွှေအောင်ရဲ့နော်ဗုဒ္ဓသို့မဟုတ်လောကသားတို့၏အနိုင်မဲ့ကျေးဇူးရှင်ဆိုစာအုပ်ကြီးရှိရနော်ဒီကစာအုပ်ကလည်းမဖတ်ကြတော့ပါဘူးပြောတာဟုတ်လားနော်ဟိုလည်းမဖတ်ဘူးစာအုပ်လေးလင်းကတောင်တော့မြင်ရရတယ်ဆိုရင်တော်တော်ရရတယ်ပြောနေတာဟုတ်လားနော်ဗမာပြည်မှာလူကြီးတန်း60တန်း50ကျော်ရှိရလို့ပြောတယ်နော်စာအုပ်9000 6000လောက်မြန်ထုတ်ရတယ်ဆိုရင်ဒီစာရေးဆရာတော်တော်နာမည်ကြီးတဲ့စာရေးဆရာပေါ့နော်တော်တော်ရည်ရကောင်းတယ်နော်လူရည်တွဲနဲ့စာအုပ်နဲ့ဟာလေဟုတ်လားစာအုပ်ကသိပြီးတော့မဖတ်ကြအောင်အဲ့တော့ဘာပြောချင်တာတော့ပြောချင်တာကတစစွန့်ဝဲမှလင်ဘဝနောင်နောင်ဆက်တိုင်းကောင်း၏တဲ့ဘာပဲဖြစ်ဖြစ်စွန့်နိုင်ရင်စွန့်နိုင်တယ်လို့ချမ်းသာတယ်ဆိုတာလေးကိုပြောတာနောက်ဦးဇင်းတို့ဒီအကြောင်းအရာလေးကိုပြောတဲ့အခါမှာကာမဇတ်တော်ဆိုတာရှိတယ်နော်အဲ့ဒီထဲမှာမြတ်စွာဘုရားအလောင်းတော်ကအရှင်မင်းကြီးတစ်ပါးကိုတရားဟောတာပိဿတုဒီဇတ်တော်ကိုကြားဦးမှာဘုရင်ကြီးကအရန်လောဘကြီးတဲ့ဘုရင်ကြီးလေအရန်လောဘကြီးလို့တရားမင်းကတိုင်းပြည်ကြီးသုံးခုအလွယ်တကူတိုက်ခိုက်သိမ့်ပိုက်ပြီးတော့ရယူနိုင်ကြရှိတယ်လို့လူလင်ပြိုလေးဟန်ဆောင်ပြီးတော့လာပြောတာဒါသူကသဘောတွေကြားပြီးတော့အဲ့ဒီတိုင်းပြည်ကိုတိုက်ခိုက်သိမ့်ပိုက်မယ်ပေါ့အဲ့ဒီလူလင်လေးကိုတော့အခန့်ဖို့အမှတ်မရဘူးအဲ့ဒီတိုင်းပြည်တွေကဘယ်မှာရှိတာလဲလို့လည်းမမေးလိုက်ရဘူးဟုတ်လားအဲ့ဒါတိုင်းပြည်ကိုတိုက်ခိုက်သိမ့်ပိုက်မယ်ဆိုတော့သူ့ရဲ့စေတေနာပရိတွေခေါ်ပြီးတော့အမိန်ပေးတယ်အဲ့တော့စေတေနာပရိတွေကဘယ်သွားပြီးတော့တိုက်ခိုက်မလဲဘယ်တိုင်းပြည်လဲဆိုတော့သူမသိဘူးအဲ့ဒါနဲ့ခုနလူလင်လေးတယောက်ကလာပြီးတော့ငါ့ကိုပြောတာအဲ့ဒီလူလင်လေးလိုက်ရှာကြဆိုလူလင်ကမရှိတော့ဘူးတာဝရိနာနဲ့ပြည်ပြန်ရောက်သွားတယ်အဲ့ဒီမှာဒုက္ခကောင်းကောင်းတွေ့တော့တာသူကငါလိုအချက်ရှိလို့ဒီအခွင့်အရေးကြီးဆုံးရှုံးသွားတာဆိုကြိတ်မနိုင်ခဲမရစားမွန်အင်ပြိုတွေဖြစ်တော့တာပဲအဲ့ဒီဘုရင်ကြီးကဟုတ်လားအဲ့နောက်တစ်ပါးဖြစ်တော့ဆိုတော့ဒီနှလုံးကအယံပူလောင်လွန်းတဲ့အခါဆင်းရဲလွန်းတဲ့အခါကျတော့နော်သွေးဝမ်းသွားတာပေါ့နော်အဲ့မှာလူကမသေးပဲနဲ့မသေးမရှင်ဖြစ်နေနော်သွေးဝမ်းသွားပြီးတော့ပိန်ချောက်တယ်စိတ်ကူလို့လည်းမရအဲ့ဒါတက္ကသိုလ်ကြီးကပြန်လာတဲ့ဘုရားအလောင်းကသူ့ရဲ့ဘုရင်ကြီးဒီလိုဖြစ်တယ်ကြတော့စိတ်ကူမယ်ဆိုပြီးတော့ရောက်လာတာအဲ့မှာသူ့ကိုဘာလို့ဒီယောဂဖြစ်တာတုံးလို့မေးတယ်သူကမပြောဘူးရှစ်လို့ယောဂရဲ့အကြောင်းတရားကိုမသိရင်ကုလို့မရဘူးဒါကြောင့်ပြောပါဆိုတော့မှနှစ်ကိုရသူလောဘကြီးလို့ဖြစ်ရတယ်ဆိုတော့သူအဲ့ဒါတော့နားလေတယ်ဘလို့ကုစားမလဲတော့သူမသိတာဟုတ်လားအဲ့ဒါနဲ့အဲ့ဒီကျောင်းသားလေးကဘုရားလုံးကသူ့ကိုတရားဟောတာမင်းကြီးတဲ့လေးပြည်တော်ကြီးရလို့ပြက်သက်ကြီး၄ခုပေါ်မှာတပြိုင်တည်းနေမှာလားတဲ့အဲ့သူအဲ့လိုမေးတာနော်ဂရင်၄ခုရှိလို့ဂရင်၄ခုကိုတခါတည်းတပြိုင်တည်းအိတ်မှာလားတဲ့ဝတ်စား၄စုံကို၄စုံလုံးထပ်ပြီးတော့တခါတည်းဝတ်မှာလားတဲ့စားတော့ပွဲ၄ခုကြီးကိုတခါတည်းအကုန်အောင်စားပက်မှာလားတဲ့အရင်စဉ်းစားကြရကောင်းနော်ဒီစကားတွေကဟုတ်လားအဲ့
လောက်ပဲပိုင်ဆိုင်တကယ်ခံစားရတာပါလေတကူကြီးတကားစားတကူရစားပါပဲဒါပါပဲဟုတ်တယ်မဟုတ်လားအဲ့လိုသူစပြီးတော့ပြောလာလောဘနေအောင်ပြောလာတယ်နောက်ဆုံးဥမာလေးတစ်ခုသူပေးတယ်သင်ကြီးတဲ့ဖဏတ်ချုပ်တဲ့လူတွေဟာနော်သေပြားပေါ်မှာနော်ဖဏတ်ပုံတိုင်းလေးချပြီးတော့အဲ့ဒါကိုခဲလေးနဲ့တားပြီးရင်ကကြီးလေးနဲ့ဓာတ်ထက်လေးနဲ့လှီးထုတ်ပလိုက်တယ်တဲကျိုးတက်မဲ့နေရာလေးနဲ့အပေါက်လေးဖောက်ပြီးတော့လှီးပြီးတော့ပြစ်လိုက်တယ်မလိုအပ်တဲ့အရာကိုဖဲပြစ်လိုက်မှအသုံးတဲ့တာလေးကြံမယ်ပေါ့နော်အဲ့ဒါဆိုလိုတာကတော့ဘာလဲမလိုတာတွေကိုအရင်ဖဲပြစ်လိုက်ဖဲပြစ်ရင်ဖဲပြစ်သလောက်ချမ်းသာတယ်ကောင်းတယ်လို့တော်တာကိုဥမာပေးတာသူ့ရဲ့အဆုံးအမလေးကနော်ဒီကနေ့ခေတ်လူတွေအတွက်ပို့ပြီးတော့အောင်ဝင်ဝင်ရရှိနိုင်တယ်ဆိုတော့ကိုယ့်ရဲ့ဘဝမှာတကယ်လိုအပ်တာမလိုအပ်တာကိုခွဲခြမ်းဝေဖန်ပြီးတော့နားမလည်နိုင်တဲ့နော်မောဟနဲ့ပူးပြီးတော့ဖြစ်နေတဲ့လောဘကနှိမ့်ဆက်လို့လူတွေအများကြီးဆင်းရဲနေတာရှိတယ်။ဘာတကယ်လိုအပ်တယ်ဘာတကယ်မလိုအပ်ဘူးလို့တချို့ကသိမသိဘူး။မသိတဲ့အခါကျတော့မလိုအပ်တာတွေကိုလည်းလိုအပ်တယ်လို့ပဲထင်ပြီးတော့အကုန်လိုက်ရှာတယ်။ပြီးတော့မှအဲ့ဒါတွေကဘာမှတကယ်လိုအပ်တဲ့အရာမဟုတ်တဲ့အရာတွေဖြစ်နေတယ်။အဲ့တော့အများကြီးပင်ပန်းနေတယ်ပေါ့နော်။သူ့မှာဝန်လုံးအမိုးကြီးဖြစ်နေတယ်။တကယ်လို့သာမလိုအပ်တာတွေကိုရှော့ချပြစ်မယ်ဖဲပြစ်နိုင်မယ်ဆိုအများကြီးမပေါ့ပါနိုင်ဘူးလား။ပေါ့ပါနိုင်တယ်။တခါကြီးတွေကဦးဇင်းကို shopping center တွေကဗာလိုက်ပို့ရှောက်ကြည့်တယ်မြင်တာတော့သိအသုံးမတည့်တာတွေပဲများပါတယ်ဟုတ်တယ်ဟုတ်လားဈေးထဲမှာရှိတာတွေကသိပြီးတော့မလိုအပ်တာတွေပဲများတယ်လို့ထင်ပါတယ်ဟုတ်လားအစ်လားပို့တယ်တကယ်သုံးလို့ရတာမရှိမဖြစ်သုံးရမယ့်အရာကသိပြီးတော့မရှိဘူးအိမ်မှာလည်းဒါရှိနေရပဲချို့နော်ဒီတိုင်းဒါဆိုရင်လည်းလှီးလို့ရတယ်တော့ပုံစံလေးနဲ့မှဆိုရင်ဝယ်လိုက်ပြန်ရောဟုတ်လားအာရှိရဲ့ကိုယ်အိမ်မှာရှိပြီးသားဒါပြီးဒါလေးကဘလို့လေးနည်းနည်းလေးလောက်ရမဝယ်လည်းဖြစ်တယ်နော်ဒါပေမဲ့ဝယ်လိုက်ပြန်ရောဘာဖြစ်တော့ဆင်းရဲတာပေါ့ဟုတ်တယ်မဟုတ်လားဒါတည်းပြောရရင်မဆုံးပါဘူးလေဟုတ်လားအဲ့တော့ဘယ်ကနေထွက်သွားအောင်ဒီစကားကစာကဟုတ်လားစွန့်နိုင်ရင်စွန့်နိုင်လောက်ချမ်းသာတယ်လို့ပြောတာခုတကယ်မှဦးဇင်းတို့ကအဲ့လိုမထင်ဘူးနော်စွန့်နိုင်ရင်စွန့်နိုင်လောက်ချမ်းသာဟုတ်လားအများကြီးသိမ့်ထားနိုင်လောက်ကောင်းမလို့ထင်တာဘုရားဟောတာကစွန့်နိုင်လေကောင်းလေလို့ပြောတာကိုကရလေကောင်းလေလို့ထင်တာပြီးမှအဲ့ဒီရတာကြီးကကိုယ်ဒုက္ခပေးနေတာနော်ရှုမင်းတော့ဆိုတော့ကြီးပြောတာရှိတယ်စကားတွေစက်မိစက်တာပြောတာလည်းကောင်းတယ်ဟုတ်လားဆရာတော်ကြီးကဘာပြောတော့ဆိုတော့စင်းနေစားသားတဲ့လောက်ကြအောင်တော့တဲ့လူကျင်တာတွေရကမှဆင်းရဲနေအောင်ပဲတဲ့ဟာအဲ့လိုပြောတာနော်ရုပ်တရက်တော့နားမလည်နိုင်ကြပဲစင်းနေစားသားတဲ့လောက်ကြအောင်တော့တဲ့လူကျင်တာတွေရကကြမှဆင်းရဲနေအောင်ပဲဟုတ်တယ်တော်တော်များများဆင်းရဲကလူကျင်တာတွေရမှစားတာနော်တေချာစဉ်းစားတော့ဒီစကားတေချာစဉ်းစားတော့လူကျင်တာရပြီဆိုမှဒုက္ခကစတော့တာအဲ့ဒီကြတော့မှဟုတ်လားအခုကိုယ့်ရဲ့ဒုက္ခတွေကိုယ့်ကိုစဉ်းစားကြည့်ပေါ့ဘယ်တော့မှစလူကျင်တာတွေရကြတဲ့အခါစတာပဲဟုတ်တယ်မဟုတ်လားစဉ်းစားတော့ဒါကိုလေးလေးနက်နက်ဦးဇင်းတို့ပြောလို့လည်းရတယ်ဆိုကြပါစို့ဒီဘဝကြီးဘာလို့ရရလဲလူကျင်လို့ရတာပဲလေရတဲ့အခါဒုက္ခရောက်တော့တာပဲဒါဇာတိဆိုတာနော်ဇာတိကစလိုက်တာလေဒီဘဝဒုက္ခတွေကဇာတိကဘယ်ကစတာတော့နော်တဏှာပောနဘဝိကာဟုတ်တယ်မဟုတ်လားလူကျင်တာစတာပဲလေနော်ဒီစကားပေါ့မတွေးရင်တော့အများကြီးတွေးကြည့်ဟုတ်လားဒါကြောင့်လူတွေကလူကျင်တာမရလို့ဒုက္ခရောက်တယ်လို့ထင်တာရတော့ကောင်းသလားလို့ဆိုရင်ရတော့လည်းပဲဒုက္ခတွေကြီးများတယ်ဟုတ်တယ်မဟုတ်လားအများကြီးစဉ်းစားရကောင်းတယ်ဒါကြောင့်စာကရဲ့တန်ဖိုးကိုအများကြီးတွေးကြည့်သင့်တယ်နော်သူ့ကိုလည်းပဲတန်ဖိုးရှိတဲ့ဥစ္စာပစ္စည်းလို့ဟောထားတယ်ဒါမမေ့နဲ့နော်ဘယ်နှမျိုးရှိသွားတော့6မျိုးရှိသွားတယ်နော်တရားတဏှာကြီးပြည့်တော့မယ်ဟုတ်လားအဲ့တော့နောက်ဆုံးခုနှစ်ခုမြောက်ဥစ္စာပစ္စည်းကဘာလဲတော့ပညာတဲ့ပညာရဲ့အကြောင်းကတော့နေ့တိုင်းလို့ပြောဖြစ်တယ်ပေါ့နော်ကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုမှတ်မှန်ကန်ကန်သိမြင်နားလည်တဲ့သဘောကိုပညာဟုတ်ရဲ့လားပုဂ္ဂိုလ်တ attva သဘောမဟုတ်ပေါက်ပြန်တဲ့ရုပ်ရှုနဲ့နော်နာမ်ရှုကြီး၄ခုဖြစ်ပေါ်ပြောင်းလဲနေတဲ့အကြောင်းအကျိုးသဘာဝတရားဒီလိုသိမြင်နားလည်တာဒါပါလေပညာဒီအကြောင်းဒီကျိုးဒီရုပ်ဒီနာမ်ဒီသဘာဝတရားတွေဟာအနိစ္စဒုက္ခအနတ္တသဘာဝတရားများတာဖြစ်တယ်လို့သိမြင်နားလည်ရင်ဒါပါလေပညာနောက်ဆုံးဒီဝိပဿနာပညာကိုရင်းကျအောင်ပွားများလို့သစ္စာ၄ပါးကိုသိတဲ့အဆင့်ထိရောက်အောင်ဉာဏ်ပညာမြင့်မားမယ်မဲ့ဉာဏ်ပူဉာဏ်ရမယ်ဆိုရင်အဲ့ဒါပါလေအမြင့်မားဆုံးပညာအဲ့ဒီပညာရပြီဆိုရင်တော့တောက်လျှောက်ကိုသူဟာချမ်းသာတော့တာပဲသဘောပေါက်ရဲ့လားဒါကြောင့်ပညာကိုတန်ဖိုးအကြီးမားဆုံးသောဥစ္စာပစ္စည်းလို့နားလည်ရမယ်ဥစ္စာပစ္စည်း9မျိုးထဲမှာသူဟာအထွတ်ထိပ်ပဲဒီနေရာမှာဘာကြောင့်ပညာကိုတန်ဖိုးကြီးမားဆုံးသောဥစ္စာပစ္စည်းလို့ပြောရလဲဆိုရင်တစ်ချက်တွေးမိတာလေးပြောမယ်နော်သူတကယ်မြင်မားရင်မြင်မားသလောက်သူရှိကပြောခဲ့တဲ့ဥစ္စာပစ္စည်း6မျိုးဟာအလိုလိုပြီးဆုံးသူရဲ့အစွမ်းဟ
ဟုတ်လားဆိုရပါစို့တရားဓမ္မတို့ဦးဇင်းတို့တွေကတကယ်လို့များသစ္စာလေးပါးကိုသိအောင်သောတပတ္တိမဲ့ဉာဏ်ပူဉာဏ်ကိုရအောင်အထုတ်နိုင်မယ်ဆိုရင်လေအဲ့ဒီပုဂ္ဂိုလ်ရဲ့ယုံကြည်မှုတတ္တတရားတုံ့လုံးမှုရှိအောင်မလားခိုင်မြဲသွားပြီအခုတရားဓမ္မတို့ဦးဇင်းတို့ရဲ့တရားတရားမခိုင်မြဲသေးဘူးဘာလို့မခိုင်မြဲတာတော့သူခိုင်မြဲလောက်အောင်သိတဲ့ဉာဏ်ပညာမရှိသေးလို့ဟုတ်လားပညာမြင့်ရင်မြင့်တော့ကျန်တဲ့ဥစ္စာပစ္စည်းတွေမြင့်လာတယ်ဆိုတော့ပြောတာနော်သောတပတ္တိမဲ့ဉာဏ်ပူဉာဏ်သာရကြည့်အဲ့ဒီပုဂ္ဂိုလ်ရဲ့တီလယုံမှန်တရားဖြစ်เสียအကြောင်းမရှိတော့ဘူးလုံးဝဖြူစင်တန်ရှင်းသွားပြီ၅ပါးတီလအခုတရားဓမ္မတို့ဦးဇင်းတို့ရဲ့တီလဟာအာမခံချက်မရှိသေးဘူးဖောက်เสียတွင်ဖောက်အောင်ပါမဖောက်သေးဘူးဆိုတာမဖောက်သေးလို့ဟုတ်ရဲ့လားအဲ့လိုမျိုးအာမခံချက်မရှိတာဘာကြောင့်လဲလို့မေးအဲ့ဒီအာမခံချက်ရှိလောက်ပညာမမြင့်သေးလို့တွေးကြည့်နော်အဲ့လိုပဲပညာမြင့်ရင်မြင့်တော့ဟိရိဩတ္တပဘလောက်အားကောင်းလာမလဲနော်တရားနဲ့ပတ်သက်ပြီးတော့အခြားအမြင်တွေအသိမြင်တွေဘလောက်များလာမလဲသုတ္တစွန့်လွတ်နိုင်မှုတွေဘလောက်များလာမလဲအသိနိုင်မို့လားသိနိုင်နော်ဒါကြောင့်ဥစ္စာပစ္စည်း9မျိုးထဲမှာဘယ်ရာကအဓိကလဲပညာအဓိကဟုတ်လားသူရှိမှတကယ်ချမ်းသာမှာဒါကြောင့်သူ့ကိုရအောင်ကြိုးစားမှာခုတရားတွေနားတယ်တရားတွေအားထုတ်ဖို့တရားဘက်ကိုစိတ်ဝင်စားတယ်လေးနေတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုတာဒါပါလေပညာရဖို့ပဲတကယ်ကဟုတ်လားဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းတော်တို့ဥစ္စာပစ္စည်းဘယ်နှမျိုးလဲ9မျိုးဒီဥစ္စာပစ္စည်း9မျိုးကိုပိုင်းသူကိုတကယ်ချမ်းသာတဲ့လူမပိုင်ရင်တော့တကယ်ချမ်းသာမှုမရှိသေးတဲ့လူလို့ဒီလိုမြတ်စွာဘုရားဟောပါတယ်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့ဘဝမှာနော်ချမ်းသာခြင်းကြတဲ့လူတွေကြီးပါပဲဆင်းရဲခြင်းကြတဲ့လူဘယ်သူမှမရှိပါဘူးနော်ဒါကြောင့်ချမ်းသာခြင်းနဲ့ဆိုရင်အလေးအနက်နော်ချမ်းသာတဲ့နော်တကယ်မြင့်မားတဲ့ချမ်းသာမှုကိုရအောင်ကြိုးစားနိုင်မှာမလို့ဘူးလားအဲ့လိုချမ်းသာမျိုးမျိုးကိုရခြင်းနဲ့ဆိုရင်အခုပြောခဲ့တဲ့ဥစ္စာပစ္စည်း9မျိုးနဲ့ပြည့်စုံအောင်ကြိုးစားရမယ်ပေါ့နော်တတ္တတေလဟိရိဩတ္တပသုဒ္ဓစာကပညာဒါဥက္ကအမတ်ကြီးကိုမြတ်စွာဘုရားဟောပြတဲ့တရားဂါထာလေးတွေကိုအသေးစိတ်အရင်ပြောပြတာနော်ပဂရိဥစ္စာပစ္စည်းတွေကိုဥစ္စာပစ္စည်းတွေမဟုတ်ပါဘူးလို့မဆိုလိုပါဘူးသို့တော့အဲ့ဒါတွေကပျက်စီးခြင်းကြရင်ပျက်စီးသွားမှာနော်ဒီဥစ္စာပစ္စည်း9မျိုးကသာလျှင်တကယ်စစ်မှန်တဲ့ချမ်းသာကိုဖြစ်စေတဲ့အတွက်ကြောင့်ဒီဥစ္စာပစ္စည်း9မျိုးကိုပိုင်ဆိုင်သူကိုသာလျှင်တကယ်ချမ်းသာတဲ့လူလို့မြတ်စွာဘုရားဆိုလိုတာနော်ဒါကြောင့်ပိဋကပေါင်းတော်တို့တကယ်ချမ်းသာတဲ့လူဖြစ်အောင်ကြိုးစားနိုင်ဖို့မလိုဘူးလားလိုပါတယ်အဲ့ဒါတက္ကကြီးတွေတက္ကမကြီးတွေအသက်ကြီးတဲ့လူတွေအတွက်နာကုလပိတာသုတ်တံဟုတ်လားအရွယ်လက်ပိုင်းငယ်ရွယ်တဲ့လူတွေအတွက်ဥက္ကသုတ်တံဆိုတော့ဒါဦးဇင်းတရားဒေသနာနှစ်ပုဒ်ပြောပါတယ်နော်အဲ့တော့ဦးဇင်းတို့ဒီကနေ့ပြုလို့အထောက်ကြရတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပူဇဉ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုဝေရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း